ဆိုတော့နော်ကိုရင်သူဩဝါဒစာပထမဆုံးအခန်းကြီး30အခန်းကြီး30အငယ်4တစ်ကော30အငယ်4ရှေ့ကနေကျွန်တော်ဖတ်ပေးပါမယ်နောက်ကနေအတူတကွနှုတ်ကပတ်တော်လိုက်ရွတ်ဆိုဖို့ဖြစ်တယ် Thank you sir ထိုသူတို့နောက်၌လိုက်သောဓမ္မကြောင့်မှထွက်သောရေကိုတောက်ကြ၏ထိုကြောက်ကခရစ်တော်ဖြစ်သည်ဣသရေလလူမျိုးတွေအားတဲ့ကြောက်သေးကထွက်တဲ့ရေကိုတောက်ရတယ်တဲ့ဒါဣသရေလလူမျိုးတွေတောရဲအဖြစ်ထွတ်မြောက်အကျမ်းတဲ့ဟာကိုပြန်ပြီးတော့ရှင်ပေါလုကရေးထားတာကြောက်သေးကထွက်တဲ့ရေကိုတောက်ရတယ်တဲ့အဲ့ဒီကြောက်ကယေရှုခရစ်တော်တဲ့ပုံဆောင်ချက်ကဆိုတော့ဣသရေလလူမျိုးတွေကကြောက်သေးကထွက်တဲ့ရေကိုတောက်ရတယ်ဆိုတော့အဲ့ဒီကြောက်ရဲ့ပုံဆောင်ချက်ကခရစ်တော်ဆိုတော့ကျွန်တော်တို့ကကြတော့သခင်ခရစ်တော်အားဖြင့်ထာဝရအသက်ကိုခံစားရတယ်။ဟောခရစ်တော်ကပြောတယ်ငါပေးတဲ့ရေကိုတောက်တဲ့လူအားတဲ့နောက်တစ်ဖန်ရေငတ်ခြင်းနဲ့အစင်မပြတ်ကင်းလွတ်မယ်လို့ပြောတယ်။ဟုတ်ပြီနော်။အဲ့တော့ခရစ်တော်စီကနေပြီးတော့ကျွန်တော်တို့ကကြတော့ထာဝရအသက်ဆန်းရေကိုကျွန်တော်တို့ကတောက်ခွင့်ရတယ်။ဣသရေလတွေကကြောက်ထဲကထွက်တဲ့ရေကိုတောက်ရတယ်။အဲ့ဒါဘာမှလဲဆိုတော့ထွက်မြောက်ရာကျမ်းအခန်းကြီး18မှာအဲ့ထွတ်မြောက်19တစ်ကနေ9ကိုဖတ်လို့ရှိရင်အဲ့ဒီကြောက်သေးရထွက်တဲ့ရေတောက်တဲ့အကြောင်းလေးကိုကျွန်တော်တို့တွေ့ရတယ်နော်ကျွန်တော်အငယ်8ကနေဆက်ပြီးတော့စဖတ်ပြီးမယ်နောက်ကနေလိုက်ဆိုပါထိုအခါအာမလက်လူတို့သည်လာ၍ရေဖိဒိန်အရ၌ဣသရေလလူတို့ကိုစစ်တိုက်ကြ၏ရေတောက်ပြီးတော့မှတိုက်ပွဲစတာ။အပြီးမှတိုက်ပွဲစလဲ။တဘောကတော့ထာဝရအသက်ရပြီးတော့မှတင်းအသက်တာထဲမှာတိုက်ပွဲစတာဖြစ်တယ်။တနည်းအားဖြင့်ပြဿနာဆိုတာ born again ဖြစ်ပြီးမှစတာ။အာမင်။လူတွေက born again ဖြစ်သွားပြီးအားလုံးအေးဆေးဖြစ်မယ်လို့ထင်တာမဟုတ်ဘူး။ born again ဖြစ်ပြီးမှဘာစလဲ။ပြဿနာစတာ။ဒီမှာဘာဖြစ်ပြီးမှတိုက်ပွဲစလဲ။ရေတောက်ပြီးမှတိုက်ပွဲစတာအာမလက်လူဆိုတာအာမလက်ကအေးသောကဆင်းသက်တဲ့အမျိုးဖြစ်တယ်အဲ့တော့အေးသောရဲ့ပုံဆောင်ချက်ကဇာတိဆိုအာမလက်နဲ့ဣသရေလရဲ့တိုက်ပွဲဆိုတာအထက်ကဇာတိနဲ့ဝိညာဉ်ရဲ့တိုက်ပွဲဟုတ်ပြီနော်အောင်နာလေးကိုကျွန်တော်ဆက်ဖတ်ပြီးမယ်လိုက်ဖတ်ပါမောရှေကလည်းလူတို့ကိုရွေး၍အာမလက်လူတို့ကိုစစ်တိုက်ခြင်းကထွက်လို့နက်ဖြန်နေ့၌ဖယားသခင်ဤလှန်တံကိုကင်လျက်တောင်ထိပ်ပေါ်မှာငါရက်နေမည်ဟုယောရှုအားဆို၏မောရှေမှာလိုက်သည့်အတိုင်းယောရှုပြု၍အာမလက်လူတို့ကိုစစ်တိုက်လေ၏မောရှေအာယုန်ဟုရတို့သည်တောင်ထိပ်ပေါ်သို့တက်ကြ၏မောရှေသည်လက်ကိုချီသောအခါဣသရေလလူတို့သည်နိုင်ကြ၏လက်ကိုချသောအခါအာမလက်လူတို့သည်နိုင်ကြ၏အဲ့တော့တောင်အောက်မှာအာမလက်လူတွေနဲ့စစ်တိုက်နေတာကယောရှုဖြစ်တယ်တောင်ပေါ်မှာမောရှေကဘာလုပ်ထားလဲလက်မြောက်ထားတယ်ဟုတ်ပြီနော်တကယ်တိုက်နေတာဘယ်သူတိုက်တာလဲယောရှုတိုက်တာဒါပေမဲ့တိုက်ပွဲရဲ့အဆုံးဖြတ်ကတောင်ပေါ်ကမောရှေစီမှာရှိတယ်မောရှေလက်မြောက်ရင်တောင်ကတိုက်ပွဲနိုင်တယ်မောရှေလက်ကျရင်စစ်ပွဲရှုံးတယ်တကယ်တိုက်ရတာဘယ်သူလဲယောရှုဒါပေမဲ့တိုက်ပွဲရဲ့အဆုံးဖြတ်ဘာမှရှိလဲလက်မြောက်ထားတဲ့မောရှေစီမှာရှိတယ်အဲ့တော့
ဒီကနေ့ကျွန်တော်တို့ရဲ့အသက်တာကလည်းလက်မြောက်တတ်သောအသက်တာမှာအဆုံးဖြတ်ရှိတယ်ဆူတောင်းခြင်းကိုပြောတာဆိုတော့ဒီကနေ့ကျွန်တော်အဓိကပြောမယ့်အရာက personal prayer life ကိုပြောမှာဖြစ်တယ်အဲဒါကြောင့်လားမသိဘူးစကလေးကဆူတောင်းရတာရောက်ကြတဲ့နော်ဆူတောင်းခြင်းရောက်လားဆူတောင်းခြင်းရောက်တင်မယ်နေမစသေးဘူးဆူတောင်းခြင်းရောက်လားဆိုတော့ဒီကနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာသင်လက်တွေ့လုပ်နေရတဲ့အပိုင်းတွေရှိတယ်လက်တွေ့လုပ်နေရတဲ့အပိုင်းတွေရှိတယ်ဒါပေမဲ့အဲ့ဒီအရာအတွက်အဆုံးဖြတ်ကသင်ရဲ့ဆူတောင်းခြင်းမှာရှိတယ်တကယ်တိုက်နေတာကဘာလို့လဲယောရှုဒါပေမဲ့အဆုံးဖြတ်ကတောင်ပေါ်ကမောရှေစီမှာရှိတယ်မောရှေလက်ကျရင်တိုက်ပွဲရှုံးတယ်မောရှေလက်မြောက်ထားရင်တိုက်ပွဲနိုင်တယ်ဟောဆိုတော့ကျွန်တော်ဒီမလာခင်လေးမှာဒီမှာအန်ကယ်တို့ဦးနောမှာရွှေအိုရောင်အစီအစဉ်ဆိုတာရှိတယ်အသက်60ကျော်တွေကြီးပဲတလားတစ်ခါလုပ်တဲ့အစီအစဉ်မှာကျွန်တော်ကျန်းစာတော့တင်တော့အဲ့ဒါပြောခဲ့တယ်ဆိုတော့သူလင်းခရီးသွားမယ်ဆိုတော့သူလင်းဘလောက်တင်နောက်ကလူတွေစုမတောင်းပေးရင်မရဘူးနောက်ကလူတွေရဲ့ဆူတောင်းခြင်းမှာအဆုံးဖြတ်ရှိတယ်အဲ့တော့ဒီနေ့ရွှေအိုရောင်မှာလာတဲ့လူတွေအားလုံးဆူတောင်းပေးကြဆိုပြီးအယောက်180ကိုမှာခဲ့တယ်ဆူတောင်းပေးနေကြဆိုတော့ဒီနေ့လူတွေကလက်တွေ့လုပ်တဲ့အပိုင်းကိုဦးစားပေးတယ်မလုပ်ရဘူးလို့ပြောတာမဟုတ်ဘူးဒါပေမဲ့အဆုံးဖြတ်ကတောင်ပေါ်ကမောရှေစီမှာရှိတယ်အဆုံးဖြတ်ကသင်ရဲ့ဆူတောင်းခြင်းမှာရှိတယ်ယောရှုကဓာတ်ကင်ပြီးတိုက်တယ်လို့ပြောတယ်ဟောမောရှေကလှန်မြောက်ထားတယ်လို့ပြောတယ်ဓာတ်ဆိုတာကနှုတ်ကပတ်တော်ဓာတ်ဖြစ်တယ်အဲ့တော့သင်အသက်တာထဲမှာနှုတ်ကပတ်တော်ဓာတ်လည်းပါဖြစ်လေလိုအပ်တယ်ဟုတ်တယ်ဒါပေမဲ့ဒီကနေ့ယုံကြည်သူတွေတော်တော်များများဓာတ်တုံးနေတယ်မတုံးတာကြာလို့လေရန်သူနဲ့တွေကခုတ်မလို့ကြည့်တော့ထုတ်တော့မရဘူးထုတ်လို့မရဘူးဘာလို့ဆိုမတုံးတာကြာပြီအဲ့ဒါနဲ့ဓာတ်ထုတ်နေတဲ့အချိန်မှာဟိုကထုသွားတာခံလာရတာများတယ်တခါတော့အိမ်တွေမှာကျွန်တော်ကျမ်းစာသင်တဲ့အခါဓမ္မရာဇဝင်တတိယဆောင်အခန်းကြီး19အေလိယဆူတောင်းတဲ့အခါမိုးမရွာတဲ့အကြောင်းအဲ့ဒါသင်တယ်အဲ့ဒါဓမ္မဟောင်းကျမ်းစာမျက်နှာ350ကျော်လောက်မှာရှိတယ်ဆိုတော့ကျွန်တော်ဓမ္မရာဇဝင်တတိယဆောင်အခန်းကြီး19လို့ပြောတဲ့အခါမှာအိမ်မှာသင်တယ်ဆိုတော့ကျမ်းပြင်ပေါ်မှာထိုင်ပြီးသင်ကြတာပေါ့အဲ့ဒါလူတယောက်ကရှာနေတော့ကျွန်တော်ကမြန်အောင်လို့ဆိုပြီးတော့စာမျက်နှာ350ကျော်မှာရှိတယ်ဆိုစာမျက်နှာနံပါတ်4ပါကျွန်တော်អော်ပေးလိုက်တယ်အဲ့သူရှာဖတ်ပြီးတော့အဲ့ဒါရဲ့ကျမ်းပြန်ကဘာမှရှိလဲဆိုတော့ရှင်ယာကုပ်9အငယ်18မှာရှိတယ်အေလိယသည်ဆူတောင်းတဲ့အခါမှာ3နှစ်ခွဲလုံးမိုးမရွာဘူးဆိုတဲ့အကြောင်းယာကုပ်9:18မှာပြောထားတယ်အဲ့ဒါကိုဖတ်မယ်ဆိုပြီးတော့ယာကုပ်9:18လို့ပြောတဲ့အခါကျတော့ तू ကရှာနေတာနဲ့အဲ့ဒါကျွန်တော်ကဒီမှာလှန်ပြီးတော့အောက်ကစာမျက်နှာနံပါတ်လေးထပ်ပြောလိုက်တယ်ယာကုပ်9:18ကတော့စာမျက်နှာ315လား300ကျော်လေးပဲရှိတယ်စာမျက်နှာနံပါတ်ထပ်ပြောလိုက်တဲ့အခါကျတော့ तू ကပထမတော့စာမျက်နှာ390လောက်ကိုလှန်ထားရနေအခုကျတော့305လောက်ပြန်ပြောလိုက်တော့ရှေ့ဘက်ဒီဘက်ကဘာဦးဘက်ကိုပြန်လှန်တာကျန်လာပြီးတော့305လောက်မှကြည့်တော့ကျွန်တော်ပြောတဲ့ကျမ်းချက်ကို तू မတွေ့တဲ့အခါကျတော့ तू ကျွန်တော်တစ်ချက်မော့ကြည့်တယ်ကျွန်တော်လည်းမြင်နေရတယ် तू လန်တာဟာနေမြင်နေရအဲ့ဒါကျွန်တော်ပြောတယ်ခင်ဗျားကျမ်းစာအောင်မပါဘူးလို့ဆိုအေးကျွန်တော်လည်းထင်တယ်ဆရာဟာဆရာကိုင်းထင်တယ်တဲ့ကျမ်းစာမှာဆရာကိုင်းနေတပည့်ကိုင်းနေမရှိဘူးဒီတော့ပဲရှိတယ် तू ဘာ तू ရှာမတွေ့တာဆိုတော့မဲ तू ကပြန်ပြောရသေးတယ်ဆရာကိုင်းမလို့ပူဆုံနေဆိုတဲ့ပုံမျိုးပေါ့မဟုတ်ဘူးเนาะဆိုတော့အဲ့တော့ဒီနေ့အသက်တာထဲမှာနှုတ်ကပတ်တော်ဓာတ်လည်းထက်ထက်မြဲမြဲရှိဖို့လိုတယ်ဒါပေမဲ့ဆူတောင်းခြင်းလည်းအရေးကြီးတယ်ဒါပေမဲ့ဒီနေ့ပြောချင်တာကသင်အသက်တာထဲမှာလက်တွေ့လုပ်နေရတဲ့အရာတွေရှိတယ်သင်လုပ်ငန်းခွင်ထဲမှာသင်လက်တွေ့လုပ်နေရတဲ့အပိုင်းတွေရှိတယ်ဒါပေမဲ့အဲ့ဒီအရာတွေအတွက်အောင်မြင်မှုရဲ့အဆုံးဖြတ်ကသင်ရဲ့ဆူတောင်းခြင်းမှာရှိတယ်အဲ့ဒါကိုပြောချင်တာအဲ့တော့တိုက်ပွဲရဲ့အဆုံးဖြတ်ကဘာမှရှိလဲလက်မြောက်ထားတဲ့တောင်ပေါ်ကမောရှေစီမှာရှိတယ်ဒီကနေ့သင်ဘဝအောင်မြင်မှုရဲ့အဆုံးဖြတ်ကသင်ရဲ့ဆူတောင်းခြင်းမှာရှိတယ်ဆိုကျမ်းစာမှာ The Book of Prayer ပေါ့ဆူတောင်းခြင်းစာအုပ်ကနေမိမှတ်စာဖြစ်တယ်ချီးမွမ်းခြင်းနဲ့ဆိုင်တဲ့စာအုပ်ကတော့စာလံကျမ်းကတော့ဒါ praise ချီးမွမ်းခြင်းတွေဆိုနေမိမှတ်စာစဖွင့်တာနဲ့ဆူတောင်းတာနေမိကစဖွင့်တာနဲ့ဆူတောင်းတယ်ဆုံးသွားတယ်ဆူတောင်းတယ်ဆိုတော့နေမိကရှင်ဘုရင်ရဲ့ဖလားတော်ဝင်ဘဝနဲ့ရှိနေတာဆိုတော့သူ့အတွက်အားလုံးအဆင်ပြေတယ်ဒါပေမဲ့သူယေရုရှလင်မြို့ရဲ့တည်င်းကိုကြားတဲ့အခါမှာအစာရှောင်ပြီးတော့ငိုကြွေးပြီးတော့မျက်ရည်ကျပြီးတော့ဆူတောင်းတယ်လေးလကြာတယ်လို့ကျမ်းစာမှာတွေ့ရတယ်ဆိုတော့နေမိသည်သူ့တိုင်းပြည်နဲ့လူမျိုးအတွက်ဝန်တာစိတ်နဲ့ဆူတောင်းတော်သူဖြစ်တယ်ဆိုတော့ဒီနေ့ပြည်ပမှာရောက်နေမြန်မာတွေကိုအဲ့ဒါများများသင်ပေးရမယ်ဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအပြင်မှာအဆင်ပြေလားပြေတယ်ဟုတ်ပြီနော်ဆိုတော့အဆင်ပြေတယ်နေမိလည်းအဆင်ပြေတယ်နေမိကတော့တိမ်တိမ်မြည်ပဲပိုပြေတာပေါ့ဒါပေမဲ့သူ့တိုင်းပြည်နဲ့လူမျိုးတွေရဲ့သတင်းကိုကြားတဲ့အခါသူအထဲထဲမှာမနေနိုင်ဘူးဝင်တာစိတ်ဖြစ်တယ်
သူအဲ့ဒီကနေစပြီးတော့အကြီးအကျယ်သူဘာလုပ်ပေးလဲဆူတောင်းပေးတယ်ဆူတောင်းတယ်ဆိုတဲ့အခါမှာကျမ်းစာထဲမှာဖတ်ကြည့်ရင်နေမိကိုဟဲ့အောင်မင်းတိုင်းပြည်တော့ဆူတောင်းလေလို့သွားတိုက်တွန်းတယ်လို့မရှိဘူးနော်ဒီနေ့လူတွေကနှိုးဆော်ပေးပါလေကဲမြန်မာနိုင်ငံအတွက်ဆူတောင်းပေးကြအောင်ဆိုတော့မှပဲဟုတ်လားမဟုတ်ဘူးခင်ဗျားအထဲတွေကဝင်တာစိတ်နဲ့ကိုယ်တိုင်ဆိုတော့ကျွန်တော်ပြောတာကအသင်းတော်မှာရောက်လာလို့တယောက်ကကဲဒီနေ့တော့ဆူတောင်းပေးရမယ်ဆိုလို့ဆူတောင်းတာမှားလို့ပြောတာမဟုတ်ဘူးတင်းရဲ့ကိုယ်ပိုင်ဆူတောင်းခြင်းထဲမှာလဲတင့်တိုင်းပြည်နဲ့လူမျိုးတွေတင်းမှာဝင်တာစိတ်ရှိဖို့လိုအပ်တယ်ဒါကိုပြောတာဟောဆိုတော့နေမိကလေးလတိတိဆူတောင်းပြီးတော့မှယေရုရှလင်မြို့ကိုပြန်တည်ဆောက်တဲ့အခါမှာကျမ်းစာမှာရန်သူဝိုင်းတိုက်နေတဲ့ဂျားတွေကနေအဲ့ဒီမြို့ရိုးကိုပြန်ဆောက်တာ52ရက်ပဲကြာတယ်ဆူတောင်းတာဘယ်လောက်ကြာလဲ4လကြာတယ်လက်တွေ့လောက်တာဘယ်လောက်ကြာလဲဒါကြောင့်များဆူတောင်းရင်နည်းနည်းပဲလုပ်ရတယ်အာမင်များဆူတောင်းတတ်တဲ့လူနည်းနည်းပဲလုပ်ရတယ်အဲ့တော့ဆူတောင်းခြင်းအသက်တာမှာတော့ဒံယေလကိုကြည့်ရဒံယေလအခန်းကြီး6အခန်းကြီး1မှာဒံယေလကအဲ့ဒီတိုင်းပြည်ကိုစစ်သုံးပန်းဘဝနဲ့ရောက်လာတာစစ်သုံးပန်းဘဝနဲ့ရောက်လာတာတကယ်တော့ဣသရေလလူမျိုးတွေစစ်ရှုံးသွားလို့စစ်သုံးပန်းတွေအနေနဲ့ဖမ်းလာတာဆိုတော့ဒံယေလကစစ်သုံးပန်းတွေကတယောက်ပါဝင်ဖြစ်တယ်ဒါပေမဲ့အခန်းကြီး6ကိုရောက်တဲ့အချိန်မှာအဲ့ဒီစစ်သုံးပန်းဘဝနဲ့ရောက်လာတဲ့ဒံယေလကအဲ့တိုင်းပြည်မှာဝင်ကြီးချုပ်ဖြစ်နေပြီအဲ့ဒါဘုရားသခင်ရဲ့ချီးမြှောက်ခြင်းဖြစ်တယ်ဖခင်ရဲ့ချီးမြှောက်ခြင်းကဘယ်လောက်ထိအောင်ခိုင်ခန့်လဲဆိုတော့ရှင်ဘုရင်တွေသာတစ်ဆက်ပြီးတစ်ဆက်ပြောင်းသွားတယ်ဒံယေလကဝင်ကြီးချုပ်နေရာလုံးဝမပြောင်းဘူးဟုတ်ပြီနော်ဒါကြောင့်သင်ရဲ့အသက်တာထဲမှာသင်ကိုဖခင်သခင်ခန့်ထားတဲ့နေရာဖြစ်ရင်ဘယ်သူကမှသင်ကိုတိုက်ခိုက်လို့မရဘူးအဲ့ဒါသဘောပေါက်ဖို့ဖြစ်တယ်မကြာခဏကျွန်တော်တို့အလုပ်ထဲမှာကျွန်တော်တို့ရဲ့သာသနာလုပ်ငန်းထဲမှာငါနေရာကိုလူမလားဆိုပြီးတော့စိုးရိမ်နေတဲ့လူတွေရှိတယ်ဘာလို့ဆိုတော့လောကဆိုတာအပြိုင်ဆိုင်ကျွန်တော်တို့သူ့ဥစ္စာတိုက်ခိုက်ရတဲ့နေရာဖြစ်တယ်ဒါပေမဲ့အရေးကြီးတာတင့်ကိုအဲ့နေရာမှာဘုရားသခင်ခန့်ထားတယ်ဆိုရင်ဘယ်သူကမှတင့်ကိုလာပြီးတော့ဖြိုလို့ဖယ်လို့မရဘူးဆိုတော့ဒံယေလကိုဘုရားသခင်ချီးမြှောက်တာဖြစ်တယ်အဲ့တော့ဒံယေလ6အခန်းငယ်10ကိုကျွန်တော်ဖတ်ပြပါမယ်နောက်ကလိုက်ဖတ်ပါအမိန့်တော်ထုတ်၍တစိတ်ခတ်ကြောင်းကိုဒံယေလသည်ကြားသိတော်လဲမိမိအိမ်သို့သွား၍ယေရုရှလင်မြို့သို့မျက်နှာပြုရာအထက်ခန်းပတင်းပေါက်ပွင့်လျက်ပင်အထက်ပြုလေရှိသည့်အတိုင်းတစ်နေ့3ချိန်ဒူးထောက်လျက်ဖယားသခင်ကိုဆုတောင်း၍ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းလေ၏သတင်းကြားတဲ့အခါဒံယေလအိမ်ပြန်လာတာအဲ့သတင်းကတကယ်တော့သူပြဿနာတက်မဲ့သတင်းနော်ဆိုတော့ဘယင်ကိုမရှိခိုးဘူးဆိုလို့ရှိရင်ချင်းတွေတွင်းနဲ့ချရမယ်ဆိုတဲ့သတင်းဆိုတော့ဒံယေလထာဝရဘုရားကိုကိုးကွယ်လူဖြစ်တယ်ယုဒ္ဓစင်တုလူကိုကိုးကွယ်တော်သူမဟုတ်ဘူးအဲ့တော့အဲ့ဒီသတင်းကဒံယေလအတွက်ပြဿနာတက်မဲ့သတင်းဒါပေမဲ့ဒံယေလအိမ်ပြန်လာပြီးတော့တဲ့ယေရုရှလင်မြို့ဘက်ကိုမျက်နှာမူတယ်ဆိုတာကအဲ့တုန်းကယေရုရှလင်မြို့မှာဗိမာန်တော်ရှိလို့သဘောကတော့ပြဿနာဖြစ်မယ်ဆိုတဲ့သတင်းကိုကြားတဲ့အခါဒံယေလဖယားသခင်နဲ့မျက်နှာချင်းဆိုင်တာဖြစ်တယ်ကျွန်တော်တို့ကပြဿနာတက်မဲ့သတင်းကြားရင်လူနဲ့မျက်နှာချင်းဆိုင်တယ်ဒံယေလကဘယ်သူနဲ့မျက်နှာချင်းဆိုင်လဲဖယားနဲ့မျက်နှာချင်းဆိုင်တယ်လူနဲ့မျက်နှာချင်းဆိုင်တယ်ဆိုတော့တစ်ခါလေကြားလို့ရှိရင်ကျွန်တော်တို့ကပြဿနာကိုငါကိုယ်တိုင်ရှင်းမယ်ကိုကသွားပြီးတော့မလုပ်တာလဲမျက်နှာချင်းဆိုင်တာတစ်ခါလေကြားတော့ငါဘယ်သူအားကိုးရင်ကောင်းမလဲဆိုပြီးတော့လူကိုသွားပြီးတော့မလုပ်တာလဲအားကိုးပြီးတော့လူကိုမျက်နှာချင်းဆိုင်တာဆိုတော့ဒံယေလကဘယ်သူစီမှမသွားဘူးအိမ်ပြန်လာပြီးတော့ဘယ်သူဘက်ကိုမျက်နှာမူလဲဖယားသခင်ဘက်ကိုမျက်နှာမူတယ်ဆိုတာဖယားကိုအားကိုးတဲ့လက္ခဏာကိုပြတာဖြစ်တယ်ပြီးတော့တဲ့ပရင်းပေါက်ဖွင့်ထားတယ်တဲ့အဲ့တော့အိမ်သားကနေဖြတ်သွားလို့ရှိရင်ဒံယေလဆူတောင်းနေတာကိုမြင်လဲမြင်ရတယ်ကြားလဲကြားရတယ်ဆိုတော့အခုချိန်မှာဆူတောင်းတာကိုမြင်ဘာလို့ခံရနိုင်လဲချင်းသေးတွင်းနဲ့ချခံရနိုင်တယ်အဲ့တော့ဒံယေလအရင်တော့ဟေးတကားဖွင့်ပြီးဆူတောင်းတာအခုတော့အခြေအနေမကောင်းဘူးသတင်းအမိန့်ထုတ်ထားတယ်အခုတော့တကားလေးပိတ်ပြီးတော့တိတ်တိတ်ဆိတ်ဆိတ်ဆူတောင်းမှမ
လုပ်ဘူးသူ့ရဲ့ယုံကြည်ခြင်းကိုသူဖော်ပြတယ်သူ့ရဲ့ဆူတောင်းခြင်းကိုသူဘာလို့လဲဖော်ပြတယ်အဲဒီထဲမှာကျွန်တော်အရန်သဘောကျတဲ့စကားလုံးရှိတယ်အဲ့ဒါဘာလဲဆိုတော့အထက်ပြုလေရှိသည့်အတိုင်းအဲ့ဒါ regularly ပုံမှန်လုပ်လာတဲ့သဘောကိုပြောတာဖြစ်တယ်ဆိုတော့ဒါလည်းအမြဲတမ်းဘာလုပ်တတ်လဲတစ်နေ့3ချိန်ဆူတောင်းတယ်အဲ့တော့ဟိုးတုံမန်းဘဝကလေးကစစ်တုံမန်းဘဝတွေကတစ်နေ့3ချိန်ဘာလုပ်လာလဲဆူတောင်းလာအခုဘာဖြစ်နေပြီလဲဝင်ကြီးချုပ်ဖြစ်နေပြီဘာလုပ်တုံးမဲလဲတစ်နေ့3ချိန်ဆူတောင်းတော့မယ်မိတ်ဆွေတင်တိုင်ရီလောက်အလုပ်များလားဟုတ်တယ်မလားဒီထဲမှာဝင်ကြီးချုပ်တော့မပါဘူးထင်တာပဲဝင်ကြီးချုပ်အဖေတော့ပါရင်ပါမယ်မသိဘူးဆိုတော့ဆရာကြီးသိအလုပ်များတယ်ဆိုတဲ့လူတွေအများကြီးတွေ့ဘူးတယ်ဆိုတော့လူတွေကအလုပ်မရှိတဲ့အချိန်မှာအကြီးကျယ်ဆူတောင်းတတ်တယ်တဖြည်းဖြည်းနဲ့အလုပ်ရလာတဲ့အခါကျတော့ဆရာတို့ဆူတောင်းပေးတော့ဆိုပြီးအလှငွေပဲပေးတော့တယ်အဲ့ဒါမဟုတ်ဘူးကွာဆိုတော့ဒိုင်လာသူကိုယ်တိုင်ဆူတောင်းတာဖြစ်တယ်ဆိုတော့စစ်တုံးမန်းဘဝတုန်းကလည်းတစ်နေ့3ချိန်ဆူတောင်းလာတာအခုဝင်ကြီးချုပ်ဖြစ်တဲ့အချိန်မှာလည်းတစ်နေ့3ချိန်ဘာလို့တုံးမယ်လဲဆူတောင်းတော့မယ်တချို့လူတွေရန်ကုန်မှာတွေ့ဘူးတဲ့အလုပ်မရှိဘူးကလုပ်ရှိလားဆိုမရှိဘူးဆရာအားလားဆိုမအားဘူးတဲ့အလုပ်လည်းမရှိဘူးအားလည်းမအားဘူးတော့ဘာတွေအလုပ်များနေမှမသိဘူးတော့ကျွန်တော်လည်းနားမလည်နိုင်ဘူးဟာမင်းဆလမ်ပဲအလုပ်ရှိလားဆိုမရှိဘူးအားလားဆိုလည်းမအားဘူးတဲ့ဆိုတော့ကောင်းပြီဒိုင်လာတိုင်းပြည်ရဲ့ဝင်ကြီးချုပ်ဖြစ်တယ်ဒါပေမဲ့သူ့သက်တာထဲမှာတစ်နေ့3ချိန်မလုပ်တတ်လဲဆူတောင်းတတ်တယ်အဲ့တော့ဆူတောင်းရင်းနဲ့ဘယ်ထဲရောက်သွားလဲအဲ့ဒါစင်ကာပူရောက်သွားတာပေါ့ချင်းသေးတိုင်းပြည်လေတိုင်းလာဆူတောင်းတော့စင်ကာပူရောက်သွားစင်ကာပူရောက်သွားချင်းသေးတိုင်းဆိုတော့ဒါပေမဲ့ချင်းသေးကြိုက်လားကြိုက်လားမကြိုက်ဘူးအဲ့ဒါဆူတောင်းခြင်းနဲ့အသက်တာကိုတိဆောက်ထားတာမိတ်ဆွေပြောပြမယ်လောကကြီးမှာအသင်ကိုစားကြိုက်စားဝါမျိုးမဲ့လူတွေပတ်ဝန်းကျင်မှာရှိတယ်အထူးသဖြင့်မိန်းကလေးတွေသတိထားနော်ဘေးမှာချင်းသေးတွေကြီးပဲဝါမယ်စားမယ်ဆိုတော့ကောင်းနေကြီးပဲဆိုတော့ကျမ်းစာပြောတယ်မာနတိဟောက်သောချင်းသေးကဲ့သို့အဘယ်သူကိုမျိုးရမည်နည်းဟုလှဲ့လေရှာဖွေချောင်းမြောင်းလျက်ရှိတယ်တဲ့ဟုတ်ပြီနော်ဒါပေမဲ့ဆူတောင်းပြီးတော့ရောက်သွားတဲ့တိုင်လောက်ချင်းသေးကြိုက်လို့ရလားမရဘူးဒါပဲအဲ့တော့သင်ရဲ့အသက်တာကိုဆူတောင်းခြင်းနဲ့တိဆောက်ထားရင်လောကရဲ့ကြိုက်စားဝါမျိုးမှုတွေအောက်ကသင်လွတ်မြောက်မယ်ဒါကိုပြောချင်တာအဲ့တော့ဒိုင်လာကအမြဲတမ်းမလုပ်တတ်လေးရှိလဲဒီနေ့3ချိန်ဆူတောင်းလေးရှိတယ်အထက်ပြုလေးရှိသည့်အတိုင်းဆိုတာအမြဲတမ်းပုံမှန်သူလှုပ်လာတာဖြစ်တယ်အခုမှပြဿနာတက်လို့ပြေးလာဆူတောင်းတာမဟုတ်ဘူးဆိုတော့လူတော်များများကပြဿနာတက်မှဘာလုပ်လဲဆူတောင်းတယ်အစာရှောင်ဆူတောင်းလို့ဘာလို့ဆိုတာလဲတခုပြဿနာရှိမှလုပ်ရမယ့်အရာမျိုးလူတွေကမဖြစ်တတ်လဲစိတ်ထဲမှာထင်တတ်တယ်မဟုတ်ဘူးတကယ်တော့ကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရာအသက်တာအတွက်အသက်တာထဲမှာပုံမှန် regular လုပ်ရမယ့်အရာဖြစ်တယ်အဲ့တော့ဒိုင်လာရဲ့အသက်တာပုံသက်တွေကိုကြည့်တဲ့အခါဒိုင်လာတစ်နေ့3ချိန်မလုပ်တတ်လဲဒူးထောက်ပြီးတော့ဆူတောင်းတယ်အဲ့လိုဆူတောင်းတဲ့ဒိုင်လာချင်းသေးတွင်းနဲ့ရောက်သွားပြီမဲ့ချင်းသေးအကိုက်မခံရဘူးဆိုတော့ဒီနေ့ချမ်းစာပြောတယ်မာနတိဟောက်သောချင်းသေးကဲ့သို့အဘယ်သူကိုမျိုးရမည်နည်းဟုလှဲ့လေရှာဖွေချောင်းမြောင်းတယ်ဆိုတော့မာနကကျွန်တော်တို့ဝါမျိုးမှုရန်ချောင်းမြောင်းနေတာဖြစ်တယ်သင်အသက်တာထဲမှာသင်ကဆူတောင်းခြင်းနဲ့အသက်တာကိုဘာလို့ထားဖို့လို့လဲတိဆောက်ထားဖို့လိုအပ်တယ်ဆိုတော့ဒိုင်လာကိုချင်းသေးနဲ့ချပြီးတဲ့အခါမှာကျမ်းစာမှာဖတ်ကြည့်တဲ့အခါဘယင်ကအိတ်မပျော်ဘူးတဲ့ဘယင်ကအိတ်မပျော်ဘူးတဲ့ဘာလို့ဆိုတော့ဘယင်သိတယ်အဲ့ဒါဖျားလူအဲ့လိုလူမျိုးနောက်တစ်ယောက်သူမရနိုင်ဘူးဒါကြောင့်သူ့အသက်တာထဲမှာသူကြီးစွာသောဆုံးရှုံးခြင်းဖြစ်ပြီလို့သူစိတ်မကောင်းဖြစ်တယ်ကျွန်တော်စဉ်းစားကြည့်တယ်သူမိန်းမကိုချလိုက်ရင်တော့အိပ်ပျော်မှာသလားမနေ့ကျရင်အစ်စ်လိုက်ရွေးမယ်တိုင်းပြည်မှာလားမိဖုရားကြီးတော့ဒီညရှင်သေးတယ်နဲ့ချလိုက်ပြီမနေ့ကျရင်စမောလေးရှာမယ်ဆိုတော့ဘယင်ဆက်တော့ခေါ်မှာအခုဘာမှမဆိုင်ဘူးဒိုင်လောက်ရှင်သေးတယ်နဲ့ချတာဘယင်ကညအိပ်လို့မပြောဘူးတဲ့ပြီးတော့မနေ့လာတဲ့အခါကျတော့ဒိုင်လာအော်မနေဘူးဗျာနော်ပေါ်မှာတရားရှိရင်ကဲတော်မူကြပါလို့အော်တယ်မကြောက်အဲ့ဒါကြောင့်ဘယင်ကမေးရတယ်ဟေးချင်းသေးတဲ့ဒိုင်လာရေးချင်းသေးတဲ့တော့မရှိသေးလားဆိုတာဒိုင်လာတိတ်ဆိတ်စွာတနည်းအားဖြင့်ငြိမ်သက်ခြင်းအပြည့်နဲ့ရှိနေတာဖြစ်တယ်။အော်ဟစ်နေတာမဟုတ်ဘူး။ကဲတော်မူကြပါကဲတော်မူကြပါမဟုတ်ဘူးဒိုင်လာငြိမ်သက်ခြင်းနဲ့ချင်းသေးတဲ့မှာရှိနေတာအဲ့ဒါအသက်တာကိုဘာနဲ့တိဆောက်ထားရလဲဆူတောင်းခြင်းနဲ့တိဆောက်ထားတာ။ဟုတ်ပြီသခင်ယေရှုရဲ့ပုံသက်တည်ကိုကြည့်ရအောင်။ရှင်မာကု1:35
ကျွန်တော်ရှေ့ကဖတ်ပြီးမယ်နောက်ကလိုက်ဖတ်ပါနန်းနဲ့အချိန်မိုးမလင်းမီကိုတော်သည်ထပြီးလင်တောအရတ်သို့ထွက်ကြွ၍ဆုတောင်းတော်မူ၏ဘယ်အချိန်လဲနန်းနဲ့စိုးစိုးဟုတ်ပြီနော်ဘယ်သူလဲသခင်ယေရှုဘယ်နေရာမှာလဲဒီနေရာပြင်တိတ်ဆိတ်ညီတတ်တဲ့နေရာလို့နားလည်ရတယ်ဘာလို့လဲပြန်ပြောမယ်ဘယ်သူလဲဘယ်အချိန်လဲဘယ်နေရာမှာလဲတိတ်ဆိတ်ညီတတ်တဲ့နေရာမှာဘာလို့တလဲတောင်းတယ်အဲ့တော့သခင်ယေရှုကမနေ့စောစောထပြီးတော့ဘာလို့တဲ့အလေးထားရှိလဲဆုတောင်းတဲ့အလေးထားရှိတယ်ဒီကဘာကြီးပေါ်မှာမနေ့စောစောထားတဲ့လူတွေအများကြီးပဲဒါပေမဲ့တချို့က aerobic အတွက်ထားတယ်တချို့ကတကယ်တော့ပြောရလို့ရှိရင်စင်ကူကလူတွေလည်းစောစောထားတဲ့ထဲမှာပါတာပဲနော်သူများတဲ့တနာကြီးစိုးထားတဲ့ထဲမှာဒီတိုင်းကြီးကလူတွေပါတာပဲဒါပေမဲ့အဲ့ဒါပတ်စံအတွက်ထားတာကျွန်တော်ငယ်ငယ်တော့မနေ့စောကြီး4နာရီထားတယ်အဲ့ဒါဘိန်းသွားစားတာဘာလို့ဆိုတော့စောစောသွားရင်ရဲမလာသေးဘူးလေအန်ဒီရကင်းနေဆို4နာရီစောစောသွားအဲ့တော့စောကြီးထားတယ်မနေ့ကဘာမှမနေ့စောစောထားတဲ့လူတွေအများကြီးပဲချမ်းမာရေးအတွက်ထားတယ်အရက်တောက်ဖို့ထားတယ်ဘိန်းစားဖို့ထားတယ်ပိုက်ဆံအတွက်ထားတယ်ဆိုတော့သခင်ယေရှုကတော့မနေ့စောစောဘာအတွက်ထားလဲဆုတောင်းဖို့ထားတယ်ဒါကြောင့်3ရက်မြောက်တဲ့နေ့မနေ့စောစောမှာခရစ်တော်ထမြောက်လာပြီးတဲ့အခါမှာဥယျာဉ်ထဲမှာမာဂဒလမာရိယာတွေ့တော့ပထမဥယျာဉ်ဆောင်လို့ထင်တယ်နောက်တော့မှကိုရောမှန်းသိသွားတဲ့အခါမှာမာရိယာပြေးဖက်မလို့အဲ့ခါမှာသခင်ယေရှုကတားတယ်မာရိတဲ့မဖက်နဲ့ဦးတဲ့ငါ့ကိုမဖက်နဲ့ဦးတဲ့ငါခမည်းတော်စီသွားအောင်မယ်အဲဆိုသခင်ယေရှုကမနေ့စောစောတိုင်းမှာခမည်းတော်ဘုရားသခင်နဲ့ဘာလို့တဲ့အချိန်လဲဆက်သွယ်တဲ့အချိန်ဆိုအဲ့ဒီအချိန်ကိုသူတီးတန့်ထားတာအဲမာရိယာတော့ပြေးဖက်ပြီးတော့တခါလဲ crime လို့မလီကျမဖြစ်လေ3ရက်လုံးမျက်ရည်ရွှဲငိုလဲရတာပါညာအလွမ်းတင်မလို့ခဏနေအဲ့ဒီကိစ္စတွေခဏထားအခုအချိန်ကငါနဲ့ခမည်းတော်ဖရားနဲ့ဘာလို့မဲ့အချိန်လဲဆက်သွယ်မဲ့အချိန်လို့ပြောတယ်ဆိုပြောချင်တာကတော့ခရစ်တော်ရဲ့ပုံသက်တွေကိုကြည့်လို့ရှိရင်ခရစ်တော်ကဦးစားပေးကဖရားဖြစ်တယ်ဆိုတဲ့အရာကိုပြောချင်တာပြီးတော့ကျွန်တော်ဒီနေရာမှာနားလည်စရာရှိတယ်ဆူတောင်းခြင်းလို့ပြောတဲ့အခါမှာလူတွေကကိုလိုချင်တာတွေကိုတောင်းဖို့အတွက်စဉ်းစားတယ်ဆိုတော့ဒီနေ့ညမှာပြောပြချင်တာဆူတောင်းခြင်းဆိုတာသင်ဟိုဟာလူတွေဒီဟာလူတွေအဲ့ကိစ္စတွေအတွက်ပြောတာမဟုတ်ဘူးကျွန်တော်တို့အဲ့ဒီအလွတ်ချက်ထားတဲ့ကျမ်းပိုက်တွေအလွတ်ချက်ထားလဲကောင်းတယ်တချို့ဟာတွေပြန်မေးပြင်လဲကောင်းမယ်ထင်တယ်တောင်းကြလို့တောင်းလင်ရမည်လို့ပါလို့မေးပလိုက်ဖို့ကောင်းပြီဆိုတော့တောင်းတာမှားတယ်လို့ပြောတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့အဲ့ဒီလောက်ကလေးနဲ့ခြေနှံ့နေဖို့မဟုတ်ဘူးတကယ်တော့ဆူတောင်းခြင်းဆိုတာဖယားသခင်နဲ့ဆက်သွယ်ခြင်းဖြစ်တယ်ဆူတောင်းခြင်းဘာလို့တာလဲဖယားသခင်နဲ့ဆက်သွယ်တာဖြစ်တယ်ဆူတောင်းခြင်းဆိုတာဖယားသခင်နဲ့စကားပြောခြင်းဖြစ်တယ်ရတယ်ဘာလို့တာလဲစကားပြောတာဆရာလူကြားထဲမှာဆူမတောင်းခိုင်းနေတော့ကျမကဆူမတောင်းတတ်ဘူးလို့ပြောတဲ့လူတွေအများကြီးတွေ့ဘူးတယ်ဆိုတော့အန်ဒီဆူမတောင်းတတ်လားမရဘူးနော်လူကြားထဲလာမတောင်းခိုင်းနဲ့အဆက်ကွဲမယ်အဲကျွန်တော်မေးတယ်အန်ဒီအဖေနဲ့စကားမပြောတတ်ဘူးလားဟဲ့အဖေနဲ့တော့စကားပြောတတ်တာပေါ့တဲ့ဒါပဲဆိုတော့ဆူတောင်းခြင်းဆိုတာဘုရားသခင်နဲ့ဘာလို့တာလဲစကားပြောတာရိုးရိုးလေးသင်ရင်ထဲမှာရှိတဲ့အတိုင်းဘာလို့ရလဲပြောလို့ရတယ်ကျွန်တော်အမြဲတမ်းပြောတယ်ကျွန်တော်တို့ကခါလေးကြလို့ရှိရင်တချို့ဆရာတွေရဲ့တေချာရေးထားတယ်လေခန်းခန်းနာနာစကလုံးတွေကိုကျွန်တော်နားထဲမှာကြားတာများတော့လေဆွဲနေတာဆိုတော့ပါဠိလိုမှမရွတ်တိုင်ဆူတောင်းလို့မရဘူးလို့ဘာလို့ဖြစ်သွားတယ်တဲ့မှာအိုးအနန္တောအနန္တတကူအနန္တနဲ့ပြည့်စုံသောဟုတ်လားဆိုတော့အနန္တတကူရှင်အဖမြတ်စွာသောဖရာသခင်ဆိုတာမျိုးအဲ့လိုတွေကိုနားထဲမှာဆွဲတာများတော့ကိုကအဲ့လိုမရွတ်တတ်ဘူးလေतू ကတော့အလွတ်ချက်ထားတာဟုတ်တယ်မလားကိုကလို့မရွတ်တတ်တော့ကိုဆူတောင်းကိုကပါဠိလိုမရွတ်တတ်တော့အဲ့ဒါမဖြစ်ဘူးငါတို့ဆူတောင်းရင်မရဘူးလို့စိတ်ထဲမှာထင်သွားတာအမှန်မဟုတ်ရိုးရိုးလေးအဖေနဲ့သားစကားပြောတာမနေ့မိုးလင်းလို့ကျွန်တော်တို့အဖေနဲ့မိဘနဲ့တွေ့တဲ့အခါရိုးရိုးလေးနှုတ်ဆက်တာပဲဟုတ်တယ်မလားဆိုတော့ကျွန်တော်တို့အဖေကိုဖာခမီးတော်ကြီးကြမ်းခန့်တာလို့မှာပါစားဒီလိုမပြောဘူးဟုတ်တယ်မလားအဲ့ဒါဇက်ထဲမှာပြောတာဟုတ်တယ်ရိုးရိုးပဲပြောတာဆိုတော့ဒီနေ့လူတွေကအဲ့လိုပြောမှလေဇက်ထဲကလေတဲ့ပြောမှဘုရားသခင်မဟုတ်ဘုရားသခင်ကတင့်ရင်ထဲကလာတဲ့စကားတန်ကိုကြားချင်တာအဲ့တော့ဆူတောင်းခြင်းဆိုတာတစ်ဘုရားသခင်နဲ့ဆက်သွယ်ခြင်းဖြစ်တယ်နှစ်ဘုရားသခင်နဲ့စကားပြောခြင်းဖြစ်တယ်သုံးဘုရားအလိုတော်ရှာခြင်းဖြစ်တယ်အားလို့တာလေဘုရားအလိုတော်ရှာ
သင်လိုချင်တာတွေကိုတောင်းဖို့ထက်ဦးစားပေးရမယ့်အရာကဘုရားသခင်ရဲ့ဘာကိုရှာရမှာလဲအလိုတော်ကိုရှာရမှာစာတပုတ်မှာကျွန်တော်ဖတ်ဖူးတယ်စုမတောင်းမဲနဲ့ထွက်သွားတဲ့လူကတဲ့မိုးရွာမဲနေမှာတဲ့ထီးမပါဘဲနဲ့ထွက်သွားတဲ့လူလိုပဲတဲ့ကျွန်တော်တို့တိုင်းပြည်မှာပြောတာပေါ့ဒီမှာကတော့မြေအောက်လှိုင်ကောင်းရှိတော့ပြဿနာမရှိဘူးဆိုတော့မိုးရွာမဲနေမှာထီးမပါဘဲနဲ့သွားမိတဲ့လူကမိုးရွာလို့ရှိရင်အခက်တွေ့တာပေါ့ဟုတ်ပြီနော်ဒါကြောင့်လည်းမနေ့စိုးစိုးမှာစုမတောင်းမဲနဲ့ထွက်သွားတဲ့လူကတဲ့မိုးရွာမဲနေမှာထီးမပါဘဲနဲ့အိမ်ကနေထွက်သွားတဲ့လူလိုပဲတဲ့အဲ့လိုပြောတယ်ဒါကြောင့်နေ့စဉ်အသက်တာထဲမှာကျွန်တော်တို့ကဘုရားသခင်နဲ့ပုံမှန်မလုပ်ဖို့လို့လဲဆက်သွယ်ဖို့လိုတယ်အဲ့ဒီဆက်သွယ်ခြင်းတွေကနေပြီးတော့ဘုရားရှင်ရဲ့တုံသင်မှုတွေဘုရားရှင်လမ်းပြခြင်းတွေဘုရားကောင်းမြတ်ခြင်းတွေဘုရားခွန်အားတွေဘုရားတကူတွေကကျွန်တော်အသက်တာတွေကိုစီးဆင်းလာမှာလို့နားလေအဲ့တော့ဘာတူလဲသခင်ယေရှုဘာတူလဲဘယ်အချိန်လဲဘယ်နေရာမှာလဲတော့ရဆိုတော့ကျွန်တော်ဒီမှာတော့မရှိဘူးဆိုတော့တိတ်ဆိတ်တဲ့နေရာပေါ့ဘာလို့လဲဆူတောင်းတယ်အဲ့တော့သခင်ယေရှုရဲ့အသက်တာထဲမှာမနေ့စောစောဘာလို့တာကိုတွေ့လဲဆူတောင်းတယ်ဆိုတဲ့အလေးထားကိုကျွန်တော်တို့တွေ့ရကောင်းပြီကျွန်တော်တို့ဘက်တမန်တော်ဝတ္ထုကိုဆက်တော့ဒါအသင်းတော်ရဲ့ဆူတောင်းခြင်းဖြစ်တယ်တမန်တော်ဝတ္ထုအခန်းကြီး7မှာပေတရုအဖမ်းခံရတယ်နော်ဆိုအငယ်9မှာကျွန်တော်ဖတ်ပေးမယ်ပေတရုသည်ထောင်ထဲ၌အကျဉ်းနေရစဉ်သင်းဝင်သူတို့သည်သူ့အဖို့ကြိုးစား၍ဖယားသခင်ကိုဆုတောင်းပတ္ထနာပြုကြ၏တင်းဥဆရာပေတရုအဖမ်းခံရတာသူ့အသင်းသားတွေကဘာလုပ်ပေးနေရလဲဆုတောင်းပေးတာကျွန်တော်ဒီအရာကိုဖတ်ပြီးစဉ်းစားတယ်ပေတရုဒီခေတ်မှာထောင်ကြရင်မလွတ်ဘူးကွာဆိုတော့အောက်မှာဆက်ဖတ်လို့ရှိရင်ပေတရုညမှာကောင်းကင်တမန်လာပြီးတော့ထောင်ထဲကနေကယ်ထုတ်တယ်နမိတ်လက္ခဏာဖြစ်တယ်သူ့အသင်းသားတွေကဘာလုပ်ပေးနေလို့လဲဆုတောင်းပေးလို့ဒီခေတ်မှာထောင်ကြရင်တော့မလွတ်တော့ဘူးဆုတောင်းပေးမယ်လို့မရှိဘူးဆိုတော့အဲ့ဒီခေတ်ကအသင်းတော်ကလူတွေကအကြီးကျယ်ဘာလုပ်ကြလို့လဲဆုတောင်းကြလို့အဲ့တော့ဒီကနေ့အသင်းသားတွေကသူတို့ဆုတောင်းခံမှုပဲစဉ်းစားနေတာမဟုတ်ဘူးသင်ကိုယ်တိုင်ဆုတောင်းတော်သူဖြစ်ဖို့ဘုရားသခင်အလိုရှိတယ်သင်ကိုယ်တိုင်ဘာဖြစ်ဖို့လဲဆုတောင်းတော်သူဖြစ်ဖို့ဘုရားအလိုရှိတယ်ဒါအောင်နားလဲရမယ်ဆိုတော့ကျွန်တော်တို့အမြဲတမ်းဆုတောင်းခံတဲ့လူဘဝမှာပဲနေကြတယ်ဆိုမဟုတ်ဘူးသင်ကိုယ်တိုင်ဘာလုပ်တဲ့လူဖြစ်ရမလဲဆုတောင်းတော်သူဖြစ်ရမယ်သင်ကိုယ်တိုင်ကသူတစ်ပါးအတွက်ဆုတောင်းပေးတော်သူဖြစ်ရမယ်ဆိုတော့ဒီတမန်တော်7မှာကြည့်တဲ့အခါမှာတင်းအုပ်ဆရာကိုဖမ်းသွားတာထောင်ထဲထည့်ထားတာအသင်းသားတွေဘာလုပ်ကြလဲဆုတောင်းပေးကြတယ်ဟုတ်ပြီနော်ဆိုတော့တင်းအုပ်ဆရာပြဿနာတက်နေတာအဲ့ဒါကိုအသင်းသားတွေကဘာလုပ်ပေးရလဲဆုတောင်းပေးတယ်ဒီနေ့အသင်းသားတွေပြဿနာတက်နေတော့တင်းအုပ်ဆရာကဘာလုပ်ပေးနေရလဲဆုတောင်းပေးဟုတ်ဆိုတော့တင်းအသင်းအုပ်ဆရာအတွက်လည်းတင်းဘာလုပ်ပေးရမလဲဆုတောင်းပေးရမယ်ကောင်းပြီတမန်တော်73ကိုဆက်ကြည့်ရအောင်ခန်းငယ်1ကနေအန်တီအုတ်မြို့တွင်ရှိသောအသင်းတော်၌ဘာနဘမှစ၍နိဂါဟုခေါ်ဝေါ်သောရှုမောင်ကုရေနေပြည်သားလူကီစောဘွားဟေရိုဤတငယ်ချင်းအရင်ဖြစ်သောမာနင်နှင့်ရှောလူဒီဟုသောပရောဖက်ပြုသူဆရာပြုသူရှိကြ၏ထိုသူတို့သည်သခင်ဖျားဝတ်ကိုပြု၍အစာကိုရှောင်ကြစဉ်တန်ရှင်သောဝိညာဉ်တော်ကငါခန့်ထားသောအမှုကို
ဆောင်ရွက်စေခြင်းငှာဘာနဘနှင့်ရှောလူတို့ကိုရွေးချယ်ခွဲထားကြလော့ဟုမိန့်တော်မူသည့်အတိုင်းအစာရှောင်၍ပတ္ထနာပြုလျက်ထိုသူတို့ခေါင်းပေါ်မှာလက်ကိုတင်၍လွတ်လိုက်ကြ၏အဲ့ဒါအန်တီယုတ်အသင်းတော်တမန်တော်ဝတ္ထုကိုလေ့လာတဲ့အခါမှာယေရုရှလင်အသင်းတော်နဲ့အန်တီယုတ်အသင်းတော်ဆိုပြီးတော့အခြေခံအသင်းတော်နှစ်ပါးကိုတွေ့ရတယ်ယေရုရှလင်အသင်းတော်ကအသင်းတော်အစပြုခြင်းဖြစ်တယ်ဆက်ပြီးတော့သာသနာကိုပြန်ပွားစေတာသာသနာကိုကယ်ရီလုပ်တာကြတော့အန်တီယုတ်အသင်းတော်ဖြစ်တယ်တမန်တော်တစ်ရှစ်မှာဖခင်ပြောထားတယ်ထို့သောမရှိတော့လဲသင်တို့ဘောသူတန်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါသင်တို့သည်တကူကိုခံရ၍ယေရုရှလင်မြို့မှစသောယူဒပြည်ရှမာရိပြည်မြေကြီးစွန်းတိုင်အောင်ငါ၏သက်သည်ဖြစ်ကြလိမ့်မည်လို့ပြောတယ်တမန်တော်နှစ်ကြတော့တန်ရှင်းသောဝိညာဉ်တော်ဆင်းသက်လာတဲ့ပေတရုထပြီးတရားဟောတယ်လူတွေပြောင်းလဲတယ်ခဏနေတခါပေတရုတရားဟောလူတွေပြောင်းလဲတယ်လူအဲ့မှာတောင်းနဲ့ချီနေပြီဒါပေမဲ့ဖခင်ကပြောတယ်ယေရုရှလင်မြို့ကနေပြီးတော့ယူဒပြည်ရှမာရိပြည်မြေကြီးစွန်းတိုင်အောင်ဆိုတဲ့သဘောပြောတယ်ဒါပေမဲ့ယေရုရှလင်အသင်းတော်ကလူတွေမသွားဘူးဗျမသွားဘူးသူတို့အဲ့မှာထမင်းတွေချက်စားလိုက်ဖခင်ရှိခိုးလိုက်သူတို့ဘာသူတို့ပျော်နေကြတာဟောအဲဒါကြောင့်ဖခင်ကဒီယေရုရှလင်အသင်းတော်ကိုထုချလိုက်တယ်တမန်တော်8ရောက်တဲ့အခါမှာရှောလူအပြင်ထုချလိုက်တော့မှအကုန်ပြန့်ထွက်သွားတာထွက်ပြေးရတာလေထွက်ပြေးရတာဆိုတော့ထွက်ပြေးပြီးတော့ရောက်တဲ့နေရာမှာတက်သေးခံတဲ့အခါလူတွေထပ်ပြောင်းလဲပြီးတော့အဲ့မှာအသင်းတော်ကပြန့်ပွားလာတယ်ဆိုတော့နောက်ပိုင်းအသင်းတော်ကိုဆက်ပြီးတော့ carry လုပ်တာအန်တီယိုအသင်းတော်ဖြစ်တယ်အဲ့တော့အခုတမန်တော်73မှာအန်တီယိုအသင်းတော်ကဘာလုပ်နေတာတွေ့လဲအစာရှောင်ဆုတောင်းဒီမှာကျမ်းစာထဲမှာရေးထားတာကသခင်ဖျားဝတ်ကိုပြု၍အစာကိုရှောင်ကြစဉ်ဟုတ်ပြီနော်အစာရှောင်နေဆိုတာဖျားဝတ်၌မွေ့လျော်နေတာလို့ပြောတယ်အစာရှောင်နေဆိုတာဘာလုပ်နေတာလဲဖျားဝတ်၌မွေ့လျော်တာဖျားဝတ်၌မွေ့လျော်တယ်ဆိုတာကမွေ့လျော်တယ်ဆိုတာကကိုကြည်ကြည်နတ်နတ်လုံနေရတဲ့အရာတစ်ခုမှဘာလို့ခေါ်လဲမွေ့လျော်တယ်လို့ခေါ်တယ်တဘောတော့တခုခုကိုကြည်နတ်လို့လုံနေရတဲ့အရာတစ်ခုမှအချိန်ကုန်လို့ကုန်သွားမှမသိဘူးစားချိန်ရောက်လို့ရောက်မှမသိဘူးအဲ့ဒါဘာဖြစ်နေတာလဲမွေ့လျော်နေတာအဲ့တော့ခြေနဲ့စွာလုံနေတဲ့အရာကိုမှဘာလို့ခေါ်လဲမွေ့လျော်တယ်လို့ခေါ်တယ်ဒါကြောင့်တစ်ခါလေကြာလို့ရှိရင်ကျွန်တော်တို့နာယီတကြီးကြီးနဲ့ဖျားရှိခိုးနေတာအဲ့ဒါမွေ့လျော်တာမဟုတ်ဘူးအောင်အီးပြီးတော့ဖျားရှိခိုးနေရတာအဲ့ဒါဖျားဝင်နိုင်မွေ့လျော်ခြင်းမဟုတ်ဘူးဟုတ်မှာဆိုစိတ်ထဲကနေပြီးတော့လေဒီနေ့မှပဲတော့အဲ့ဒီတရားဟောဆရာလေးရှားရှည်နေတာဆိုတာဟိုကျွန်တော်တို့စီမှာတရားလာဟောတဲ့ဆရာကြီးဥတ္တမောင်ကြီးကိုပြောပြတာကျွန်တော်ကြားဘူးတယ်တခါတဲ့သူတရားဟောတဲ့အခါမှာတဲ့အဲ့ဒီအိမ်မှာတဲ့အဲ့ဒီယောက်ျားကတော့ယုံကြည်သူပေါ့မိန်းမမယုံကြည်သူမလို့သူယောက်ျားလည်းနားထောင်စီခြင်းလို့တဲ့သူမိန်းမကိုထိုင်ခိုင်းတာတော့မိန်းမအောင်အီးပြီးတော့ထိုင်နေတာတဲ့အဲ့ဒါသူကလည်းအေးဝင်ကလေးတခါတဲ့အပြစ်သားနေစားပြီးတခြားပြောလာဒီမိန်းမခဏနေတဲ့ခါတဲ့အဲ့လိုပဲအိမ်မှာတရားဖျားရှိခိုးရဲဆိုမြင်နေရတာပေါ့ခဏနေတဲ့ခါအဲ့မိန်းမတဲ့သူရင်ဝင်ထဲမှာကလေးလေးရှိတာတဲ့ဘာလို့လဲမသိဘူးကလေးရတခါတဲ့ဝါးဆိုထငိုတာတဲ့ငိုတဲ့ခါကျတော့ဘာပြောလဲဆိုဟဲ့ပါစပ်ပိတ်တာဟိုမှာနင့်ပထွေးရမပြီးသေးဘူးလို့ပြောတယ်တခါတရားချင်းပြက်ကောဟုတ်လားအဲ့တော့ဖျားဝင်နိုင်မွေ့လျော်ခြင်းဆိုတာကအောင်းအီးပြီးတော့လုံနေရတဲ့အရာမဟုတ်နော်ဆိုတော့တခါလေကြာလို့ရှိရင်ကျွန်တော်တို့ဟိုအများနဲ့လုပ်တဲ့အရာဖြစ်တဲ့အတွက်ကျွန်တော်အချိန်လေးကန့်သက်လိုက်တာပေါ့ဒါပါတော့မနေ့9နာရီညနေ3နာရီအစာရှောင်မယ်ပါညာဆိုလို့ရှိရင်လူတွေကအဲ့3နာရီကိုမထိုးသေးဘူးလားမထိုးသေးဘူးလားဆိုပြီးနာရီတကြီးနဲ့ရှောင်ကြတယ်ဆိုတော့မဟုတ်3နာရီထိုးတာနဲ့ပြေးစားမယ်3နာရီထိုးတာနဲ့ပြေးစားမယ်ဒါလည်းမဟုတ်ဘူးကတော့ဆိုတော့တကယ်တော့ဖျားဝင်နိုင်မွေ့လျော်ခြင်းဆိုတာဖျားနဲ့သူနဲ့ခြေနဲ့စွာနေတဲ့အချိန်နာယူပဲဘာလို့ပြောလို့ရလဲဖျားဝင်နိုင်မွေ့လျော်ခြင်းလို့ပြောလို့ရတယ်အဲ့တော့ဒီအသင်းတော်ကဘာခံစားရလဲဆိုတော့ဖျားဝင်နိုင်မွေ့လျော်တဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်ရဲ့လမ်းပြခြင်းကိုဒီအသင်းတော်ကခံစားရတယ်။ဘာကိုခံစားရလဲ။တန်ရှင်သောဝိညာဉ်တော်ရဲ့လမ်းပြခြင်းကိုခံစားရတယ်။အဲ့မှာပြောတယ်ဘာနဘနဲ့ရှောလူကိုခွဲထားလိုက်ပါတဲ့ရွေးလိုက်ပါတဲ့ပြီးတော့သူတို့သာသနာပြုဆရာဖြစ်နေဆေလွတ်လိုက်ပါတ
တမန်တော်ဝတ္ထုအခန်းကြီး1မှာယူဒရှကာယုမရှိတော့ဘူးယူဒရှကာယုတည်သွားပြီအဲ့တော့ပေတရုတို့ကအမြဲတမ်း12ယောက်ရှိနေရနေတယောက်ယော့သွားတော့ဟေးယူဒရှကာယုနေရာမှာငါတို့တယောက်ပြန်ဖြစ်ရအောင်ဆိုပြီးတော့လူနီးလူဟန်နဲ့သူတို့လူတယောက်ရွေးတယ်အဲ့ဒါဆူတောင်းပြီးရွေးတာမဟုတ်ဘူးကျမ်းစာမှာစာရေးတံချတယ်မင်းနိုင်တာမင်းနိုင်ပြီးရွေးတာဘသူ့ကိုရလဲဆိုတော့မတ်တိဆိုတဲ့ပုဂ္ဂိုလ်ကိုရတယ်အဲ့ဒါဆူမတောင်းပဲနဲ့ရတာအဲ့ဒီမတ်တိဟာတမန်တော်တို့အခန်းကြီး1မှာနာမည်လေးပါယုံပဲဒါပေမဲ့သူ့ရဲ့လှုပ်ဆောင်ချက်လုံးဝမပါဘူးအခုဆူတောင်းပြီးတော့ဖျားဖော်ပြတာဘာတူလဲရှောလူဆိုတာကျွန်တော်တို့သိတယ်ဘာတူလဲပေါလုကျွန်တော်တို့ရဲ့သူရဲကောင်းပေါလုဖြစ်လာတာအဲ့ဒါဖျားဖော်ပြခြင်းခံရတဲ့လူအဲ့တော့ဆူမတောင်းမဲနဲ့မဲနိုင်ရတဲ့မတ်တိနဲ့ဆူတောင်းပြီးတော့မှဖျားဖော်ပြတဲ့ရှောလူတခြားစီပဲအဲ့လိုပဲဆူမတောင်းတဲ့လူရဲ့အသက်တာနဲ့ဆူတောင်းတဲ့လူရဲ့အသက်တာလည်းတခြားစီပဲဆူမတောင်းမဲနဲ့ရတဲ့အရာနဲ့ဆူတောင်းပြီးရတဲ့အရာလည်းတခြားစီပဲဆိုတော့ဒီမှာအသင်းတော်ကသူတို့အစာရှောင်ပြီးသခင်ဖျားဝင်းနဲ့မှုလို့တဲ့အခါဘာကိုခံစားရလဲတန်ရှင်သောဝိညာဉ်တော်ရဲ့လမ်းပြခြင်းခံစားရတယ်ဒါကြောင့်ဒီနေ့အသင်းတော်ရဲ့ဆူတောင်းခြင်းလည်းအရေးကြီးတယ်အသင်းတော်ဆူတောင်းခြင်းအရေးကြီးတယ်ကိုယ်ပိုင်တူးခြင်းရဲ့ဆူတောင်းခြင်းလည်းအရေးကြီးတယ်ဆိုတော့ဒီနေ့ဆူတောင်းခြင်းမရှိတဲ့အသက်တာတွေဆူတောင်းခြင်းမရှိတဲ့အသင်းတော်တွေအများကြီးပဲဆိုတော့မဟုတ်ဘူးကျွန်တော်ရဲ့အသက်တာတွေမှာကျွန်တော်တို့ကိုယ်ပိုင် personal prayer life လည်းအရေးကြီးသလိုအသင်းတော်ရဲ့ဗာလည်းအရေးကြီးလဲဆူတောင်းခြင်းလည်းအရေးကြီးတယ်အဲ့တော့ဒီမှာသူတို့ဆူတောင်းတဲ့အခါမှာအန်တီယုတ်မြို့မှာရှိတဲ့အသင်းတော်ကအစာရှောင်ပြီးသခင်ဖျားဖို့မှာမွေ့လို့တဲ့အခါမှာသူတို့အဓိကခံစားတဲ့အရာဗာလဲဆိုလို့ရှိရင်တန်ရှင်သောဝိညာဉ်တော်ရဲ့ဗာလဲလမ်းပြခြင်းအဲ့တော့ဒီနေ့သင်ရဲ့အသက်တာထဲမှာသင်ရဲ့ဆူတောင်းခြင်းထဲမှာဖျားသွန်သင်လမ်းပြခြင်းကိုခံစားဖို့အရေးကြီးတယ်ဆိုတော့လူတွေကဆူတောင်းပြီးတော့လောကနဲ့ဆိုင်တဲ့ဥစ္စာပစ္စည်းလေးတွေရရင်ကျဉ်တ်နေတာအမှန်အဲ့လောက်နဲ့ကျွန်တော်တို့ကျဉ်တ်ဖို့မဟုတ်ဘူးဝိညာဉ်ရေးရာနဲ့ဆိုင်တဲ့လမ်းပြခြင်းတွေကိုလည်းမလုပ်တတ်ဖို့လို့လဲခံစားရဖို့လို့တယ်ဆိုတော့ကျွန်တော်နေမကောင်းတဲ့အချိန်မှာစာအုပ်တွေအများကြီးဖတ်ပြတဲ့အထဲမှာကြားဘူးပါလိမ့်မယ် You with the mission ဆိုရဲဒီမှာလည်းရှိတာပဲဒီကမ္ဘာလုံးမှာရှိတယ်အဲ You with the mission ကိုဥဆောင်တဲ့အစပြုတဲ့ဆရာ Lauren Cunningham သူ့ရဲ့စာအုပ်တွေတော်တော်များများကိုကျွန်တော်ဖတ်ဆိုတော့အဲ့ဆရာရဲ့အသက်တာလည်းအရန်အံ့ဩစရာကောင်းတဲ့အသက်တာပဲသူဟိုငယ်ငယ်လေးတည်းကသူကအံ့ဩစရာကောင်းတယ်သူ့အဖေကတရားဟောဆရာဖြစ်တယ်တဲ့သူ့အဖေကနေလဲခီးထွက်သွားတဲ့အခါမှာသူ့အမေကသူ့ကိုနွားနို့ဝယ်ခိုင်းလိုက်တာတဲ့ပတ်စံ5ချက်ပေးလိုက်တယ်$5ပေါ့5ချက်ပေးတော့နွားနို့သွားဝယ်ကြီးတဲ့ပြီးတော့သူ့အမေကမှားလိုက်တယ်သားတဲ့တေချာဂီယူဆိုင်သွားတော့တဲ့မပြောက်စင်နဲ့အဲ့ဒါနင့်အဖေတပတ်စာဈေးဖို့ပေးခဲ့တာဆိုပြီးတော့လွတ်လိုက်တာတဲ့သူကတော့သူခွေးလေးနဲ့ဆော့ပြီးသွားကြတာတဲ့သွားပြီးတော့ဟိုမှာအဲ့လိုပေါ့စတိုးဆိုင်မှာ 7-Eleven ရောက်တော့နွားနို့နှစ်ဘူးယူပြီးတော့ပတ်စံပေးလို့ကြည့်တော့5ချက်တန်ပျောက်နေရောတဲ့အားနဲ့ပြန်လိုက်ရှာတော့ဘယ်နှချမှမသိဘူးမတွေ့ဘူးအားနဲ့သူလည်းဟာဒုက္ခပဲအမေကတေချာမှားလိုက်တယ်နော်မပြောက်စင်နဲ့ပျောက်တယ်ဆိုပြီးတော့အကျွတ်ကျက်ပြီးအိမ်ပြန်သွားတော့အမေကသူ့သားမျက်နှာမြင်တာနဲ့သိတယ်တခုခုဖြစ်လာဆိုတော့ဒီလိုသားဘာဖြစ်လဲအမေကိုပြောဆိုတော့အမေကျွန်တော်ပတ်စံ5ချက်ဘယ်နှချပျောက်လဲမသိဘူးလို့ပြောတဲ့အခါသူ့အမေကချက်ချင်းပြောတယ်ကိစ္စမရှိဘူးတဲ့ဘယ်နှချလဲဆိုတော့ဘုရားသခင်သိတယ်တဲ့လာဆူတောင်းမယ်ဆိုပြီးတော့သားမီးနဲ့ဆူတောင်းတာတဲ့ခဏနေတဲ့အခါကျသူ့အမေကပြောတယ်တားရည်တဲ့ဘုရားသခင်ကပြောပြီးတဲ့ခြုံဘုတ်ပေါ်မှာရှိတယ်သွားကြည့်လိုက်ဆိုသွားကြည့်တဲ့အခါပြန်တွေ့တယ်တဲ့အရာဟောစရာကောင်းတယ်ဆိုတော့အဲ့လိုမျိုးနဲ့အဲ့တော့သူတကယ် तू က AG အတိုင်းဝိုင်းထဲမှာကြီးပြင်းတာဖြစ်တယ် AG မှာ तू ကတကယ်လူကြီးဆရာကြီးတစ်ပါးဖြစ်နေတဲ့အချိန်မှာ AG အဲ့လိုဥက္ကဋ္ဌအတွင်းမှုအဲ့လိုမျိုးနေရာရမယ့်အချိန်မှာ तू ကဖျားပေးတဲ့ယူပါယုံပေါ့ဒီလူငယ်တွေလှိုင်းလုံးလို့တက်လာတယ်ဆိုတဲ့ယူပါယုံကို तू မြင်လို့အဲ့ဒီအရာကို तू စွန့်လိုက်အဲ့အချိန်မှာတခါ तू အတော်တယောက်ကသူ့ကိုခေါ်ပြီးတော့သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေလွှဲတယ်ငါတူမင်းဆက်ဥဆောင်လို့ပါအတော်အသက်ကြီးပြီအဲ့ဒါလည်းမီလီယံနာဖြစ်မဲ့ကိစ္စအဲ့ဒါကိုလည်းသူညှင်းလိုက်တယ်ညှင်းပြီးတော့သူတို့လင်မယားနှစ်ယောက်ကားနဲ့လာတဲ့အချိန်မှာကားမှောက်ပြီးမိမသေသွားတယ်အဲ့ဒီအချိန်မှာစကားတန်ကြားတယ်တဲ့ဖခင်ကဘာပြောဆိုတော့မင်းငါအတွက်ဆက်လုပ်ချင်သေးလားလို့မေးတယ်ဟာကျွန်တော်သူ့နေရာမှာဝင်ပြီးတော့ကျွန်တော်ကျွတ်ငါလို့မေးရတာဒါပေမဲ့ तू ကပြောတယ်ကျွန်တော်လှုပ်ချင်ပါသေးတယ်ကိုတော်လို့ပြောတဲ့အခါမှာတဲ့ဖခင်ဒါဆိုဆူတောင်းလို့ပြောတော့ तू မိမအတွက်ဆူတောင်းတော့မိမပြန်အသက်ရှင်လာတယ်တဲ့ဟာကျွန်တော်သူ့အကြောင်းဖတ်ပြီးတော့ तू အဲ့ဒီစာအုပ်ရှိတယ်ကျွန်တော်ဘာလို့ဘာသာပြန်ထားတာဖခင်သခင်အမှန်တကယ်စကားပြောနေသလားဆိုတာဟာသိကောင်းတာပဲဖခင်သူ့တက်တာထဲမှာသူတင်တဲ့အရာတွေဆိုတော့ဒီကနေ့ကျွန်တော်တို့ရဲ့တက်တာထဲမှာလူတွေကကိုကကြီးပဲတစ်ဖက်သက်ဖခင်သခင်ဟိုဟာလူတွေဒီဟာလူတွေလို့ပြောနေပြီးတော့ဖခင်သခင်စီကပြန်လာတဲ့တုံ့ပြန်မှုကိုကျွန်တော်တို့မခံစားရဘူးလေ
ခံစားအောင်လို့ဖြစ်တယ်ဆိုတော့တကယ်တော့မဟုတ်ဘူးကျွန်တော်ဆူတောင်းခြင်းနဲ့မှာနည်းနည်းတဲ့အရာရှိတယ်အဲ့ဒါဘာလဲဆိုတော့ဘုရားသခင်စီကပြန်ပြီးတော့တွင်တင်လမ်းပြမှုကိုကျွန်တော်တို့ဘာလို့တတ်ဖို့လို့လဲခံစားတတ်ဖို့လို့တယ်ဟုတ်အဲ့တော့သခင်ယေရှုရဲ့ခုနဆူတောင်းခြင်းမှာကျွန်တော်ပြောတယ်အချက်၃ချက်ရှိတယ်အဓိကကြတယ်ရာတစ်ဆူတောင်းခြင်းဆိုတာဘုရားသခင်နဲ့ဆက်သွယ်ခြင်းဖြစ်တယ်နှစ်ဘုရားသခင်နဲ့စကားပြောခြင်းဖြစ်တယ်သုံးဘုရားအလိုတော်ကိုရှာခြင်းဖြစ်တယ်အဲ့တော့ကောင်းပြီဟိုထွတ်မြောက်18ကိုပြန်သွားအောင်အဲ့တော့ထွတ်မြောက်18မှာတောင်အောက်မှာစစ်တိုက်နေတာဓာတ်နဲ့စစ်တိုက်နေတာကယောရှုတောင်ပေါ်မှာလှံမြောက်ထားတာကမောရှေတိုက်ပွဲအဆုံးဖြတ်ကဘာမှရှိလဲမောရှေစီမှာရှိတယ်မောရှေလက်ကျရင်တိုက်ပွဲရှုံးတယ်မောရှေလက်မြောက်ရင်တိုက်ပွဲနိုင်တယ်အဲ့တော့သင်ဘဝအောင်မြင်မှုရဲ့အဆုံးဖြတ်ကသင်ရဲ့ဆုတောင်းခြင်းမှာရှိတယ်လှံမြောက်ထားတယ်ဆိုတာကအခွင့်အာဏာနဲ့ဆုတောင်းခြင်းကိုပြောတာအားနဲ့ဆုတောင်းတာလေအခွင့်အာဏာနဲ့ဆုတောင်းဒါဝိဒ်ကပြောတယ်အကယ်၍သင်မိရိပ်လွှမ်းမှုသောဂျိုင်ထဲသို့ရှောက်သွားတော့လေဘေးအန္တရာယ်ကိုမကြောက်ပါအကြောင်းမူကားကိုတော်သည်အကျွန်ုပ်နှင့်အတူရှိတော်မူသည်ဖြစ်၍လှန်တန်တော်နှင့်တောင်ဝေးတော်သည်အကျွန်ုပ်ကိုချမ်းသာစေပါ၏ဆိုတာခရစ်တော်ကအတူရှိပြီးတော့သူ့ရဲ့အခွင့်တကူအာဏာတွေကိုလည်းပေးထားလို့ဒါကြောင့်သူကသင်မင်းရိပ်လွှမ်းမှုတဲ့ဂျိုင်ထဲမှာရှောက်သွားပြီဘာလို့မကြောက်ဘူးလဲဘေးအန္တရာယ်ကိုမကြောက်ဘူးအဲ့လိုပြောတာဆိုတော့သူ့မှာခရစ်တော်အတူရှိုံနဲ့မဟုတ်ဘူးအခွင့်တကူအာဏာအပြည့်အဝလည်းသူ့စီမှာဘာဖြစ်နေတာလဲရှိနေတယ်လို့သူသိတာဖြစ်တယ်ဆိုတော့ယုံကြည်သူမှာဖျားပေးတဲ့အခွင့်တကူအာဏာအပြည့်အဝရှိတယ်ဆိုတော့ကျွန်တော်သဘောပေါက်ဖို့လိုတယ်မာကု16 19 18အဲ့ဒါယုံကြည်သူရဲ့အခွင့်အာဏာ believer right ပေါ့ဒီနေ့ခေတ်စားနေတာ human right နော်ကျွန်တော်က believer right ဆုံးရှုံးနေတာကျွန်တော်ရှေ့ဖတ်ပြီးမယ်နောက်ကလည်းဖတ်ပါယုံကြည်သောသူတို့၌ဖြစ်အပ်သောနမိတ်လက္ခဏာဟုမူကားငါဤနာမကိုအမိပြု၍နတ်ဆိုးတို့ကိုနှင်ထုတ်ကြလက်တံထူးခြားသောဘာသာစကားမျိုးတို့ကိုပြောကြလက်တံမွေတို့ကိုဖန်ကင်ကြလက်တံသေစေတတ်သောအစိတ်အတောက်ကိုတောက်စားလျင်ဘေးဥပဒ်နှင့်ကင်းလွတ်ကြလက်တံမကြမ်းမမာသောသူတို့အပေါ်မှာလက်ကိုတင်၍ချမ်းသာပေးကြလက်တံဟုမိန့်တော်မူ၏အဲ့တော့ကျမ်းစာရဲ့အစမှာယုံကြည်သောသူတို့၌ဖြစ်အပ်သောနမိတ်လက္ခဏာဘယ်သူမှဖြစ်မဲ့နမိတ်လက္ခဏာလဲဆရာတွေမှာဖြစ်မဲ့နမိတ်လက္ခဏာလို့ပြောလားမပြောဘူးဘယ်သူမှဖြစ်မှာလဲဟုတ်တယ်သင်ဟာယုံကြည်သူဆိုရင်တဲ့သင်အသက်တာထဲမှာနမိတ်လက္ခဏာဖြစ်မယ်တဲ့အဲ့ဒါကျမ်းစာဒီအတိုင်းပြောတာဟုတ်ပြီနော်ဆိုတော့ဒီနေ့လူတွေတော်တော်များများကနမိတ်လက္ခဏာဆိုတာလူတချို့ပဲဖြစ်ပြီးတချို့မှမဖြစ်ဘူးလို့ထင်တယ်အရန်ဆက်ကတ်တဲ့လူတွေစီမှာနမိတ်လက္ခဏာဖြစ်မယ်လို့လဲကျွန်တော်တို့စိတ်ထဲမှာမဖြစ်တယ်လေထင်တတ်တယ်အဲ့ဒါတမန်တရားကိုမသိလို့ယုံကြည်သူရဲ့အခွင့်အရေးကိုဆုံးရှုံးနေတာ believer right ဆုံးရှုံးနေတာဆိုတော့ယုံကြည်သူဖခင်ကအခွင့်အာဏာအပြည့်အဝမလုပ်ထားပြီးသားလဲပေးထားပြီးသားဖြစ်တယ်ယုံကြည်သူမှာနမိတ်လက္ခဏာဖြစ်မယ်တဲ့ငါဤနာမကိုအမိပြု၍နတ်ဆိုးတို့ကိုတင်ထုတ်ချလက်တံတဲ့သင်ကယုံကြည်သူဆိုရင်တဲ့သင်ကိုယ်တိုင်သခင်ယေရှုနာမနဲ့နတ်ဆိုးကိုဘာလုပ်လို့ရလဲမောင်းထုတ်လို့ရတယ်ဆိုတော့စင်ကူမှာတော့ခဏခဏကျွန်တော်အိမ်ပြောင်းရတယ်နော်အိမ်ငှားနေတဲ့လူတွေပြောပါတယ်နော်မကြာခဏအိမ်ပြောင်းတယ်အရင်နေသွားတဲ့လူတွေပါတယ်အများစုဆိုတာတော့မယုံကြည်သူဖြစ်ရင်စင်နေပါတယ်ဟုတ်တယ်မလားနော်ရိုက်ထားတဲ့အရာတွေရှိတတ်ကြတယ်ခါကြလို့ရှိရင်လည်းအကြာကြီးပိတ်ထားတဲ့အခန်းတွေပါတယ်ဆိုလို့ရှိရင်ဒါကျမ်းစာအရာ6သူသောအရာလို့နားလေရတယ်6သူသောအရာမှာနတ်ဆိုးနေတယ်လို့ပြောတယ်နော်ကိုပြောင်းနေတဲ့အခါကျတော့နောက်ဖွေးမှာဟုတ်လားအိုးဖုံးလှန်တဲ့အတန်တွေပါတယ်ကြားတယ်ဟုတ်လားဆိုတော့
ကိစ္စမရှိဘူးဖေရပြောတယ်သခင်ယေရှုနာမနဲ့သင်ကိုယ်တိုင်ဘာလုပ်လို့ရလဲမောင်းထုတ်လို့ရတယ်နော်ဆိုတော့လူတွေစိတ်ထဲမှာထင်တာကဆရာလာပြီးမောင်းထုတ်ပေးမှပြေးမယ်လို့ထင်တယ်မဟုတ်ဘူးဆရာကိုခေါ်တာမှားတယ်လို့ပြောတာတော့မဟုတ်ဘူးသို့တော့သင်ကိုယ်တိုင်ဘာလုပ်ခွင့်ရှိလဲမောင်းထုတ်ခွင့်ရှိတယ်ဘယ်ဆရာမှမရှိတဲ့တိုင်းပြည်တစ်ခုโอเคသင်ရောက်သွားမယ်သင်အလုံးနဲ့မွတ်စလင် country တစ်ခုရောက်သွားမယ်ခရစ်ယာန်ဆရာတွေမရှိဘူးထားလိုက်ပါတော့အဲ့မှာနတ်ဆိုးတောင်းကြပြီဒီတိုင်းပဲငုတ်တုတ်ငိန်ခံနေမလားလို့တော့ဟေးဆရာဆိုသူလေးကိုခေါ်ဖို့ကလည်းဗီဇာလည်းခက်လေးမြန်ကြီးလည်းမတက်နိုင်ဟုတ်လားဆိုတော့ဒါဒီမှာတော့ပြဿနာမရှိဘူးကျွန်တော်တို့ဗမာပြည်မှာ problem ရှိတယ်နတ်ဆိုး specialist တွေပေါ်နေတာဒီခေတ်ကဟိုမှာရှိတယ်နော် cancer specialist ရှိသေးတယ်နော်ကင်ဆာဖြစ်ရင်ဒီဆရာနဲ့တောင်းမှသူကဒါကင်ဆာ specialist ကျွန်တော်မဟုတ်ဘူး name card ကိုတွေ့ဘူးလား name card မှာရေးထားတာဆရာဘသူပေါ့အောက်မှာခွင်းစားခွင်းဝင်းနဲ့ကင်ဆာ specialist ဆိုကျွန်တော်ဆရာဝန်ကြီးထင်ကျွန်တော်လိုပဲဒေါက်တာထင်လို့ဒေါက်တာဟာသူလည်းဒေါက်တာပဲဆိုမဟုတ်ဘူးဒါကင်ဆာဖြစ်ရင်သူဆူတောင်းမှပြောတာဆိုတော့အဲ့လိုမျိုးဆိုတော့ naso specialist ဒီဆရာလာမောင်းထုတ်မှ naso ကပြေးတာကျန်တဲ့လူနဲ့ဆိုမပြေဘူးကျွန်တော်ပြောပြမယ်နတ်ဆိုးကဇော်သူလင်းကိုတွေ့လို့ပြေးတာလားသခင်ယေရှုကြောင့်ပြေးတာလားဟုတ်တယ်ဇော်သူလင်းဘလောက်မြင်လို့ပြေးသွားတာမဟုတ်ဘူးမင်းတော့ဆိုတော့ပြလိုက်တာနတ်ရိုးလန့်သွားဟုတ်လားဆိုတော့အဲ့တော့သခင်ယေရှုခရစ်တော်ကခုနကဒီမှာဆရာမျိုးသူချီးမွမ်းခြင်းမှာပြောတယ်အေမာနွေလအကျွန်ုပ်တို့နဲ့အတူရှိတော်မူသောဖရာသခင်နော်အေမာနီလာဆိုတော့ဆုလေရှိရဖရာကြောင့်ပြောတာမဟုတ်ဘူးသင်နဲ့အတူဖရာရှိနေတာပြောလူတွေအဲ့အကြောင်းကြီးထင်တယ်အေမာနီလာသိလားသိတယ်ဘာမှလဲဆုလေမှာမဟုတ်ဘူးဟုတ်အေမာနီလာဆိုတာဖရာကျွန်တော်နဲ့အတူဘာဖြစ်နေတာလဲရှိနေတာနော်ဆိုတော့အိမ်မှာကျွန်တော်တို့တခါကလေးနဲ့ရုပ်ရှင်ကြည့်တယ်ဟို Lawrence of Arabia ဆိုတဲ့ဟိုရုပ်ရှင်ကားကြည့်တဲ့အခါအဲ့ထဲမှာ Arab တွေကစစ်တိုက်ခံနေကြလို့ရှိလို့ရှင်သူကပြောတယ် God be with you God be with you ဆိုတော့ပြောတယ်သဘောကတော့ဖရာသခင်သင်နဲ့အတူရှိပါစေရှိပါစေဆိုတော့ကျွန်တော်ကြည့်ပြီးအေးပေါ့မင်းတို့ကဖះမရှိတဲ့ကောင်နေမင်းတို့ကဖះမရှိတဲ့ကောင်နေဖះရှိပါစေလို့ပြောတာဆိုတော့မဟုတ်ကျွန်တော်တို့ကဖះကတင်တဲ့အတူရှိပြီးသားဒါကြောင့်ဒါဝိဒ်ကပြောတာအကယ်၍သင်မင်းကြီးလွန်မှုသောချိန်တည်းဆိုရှောက်သွားဆိုလေဘေးရန်တွေကိုမကြောက်ပါအကြောင်းမူကားကိုရောသည်ကျွန်ုပ်နှင့်အတူရှိတော်မူသည်ဖြစ်၍ဒါပဲဆိုတော့သင်သက်တာထဲမှာခရစ်တော်ကအတူရှိတယ်ပြီးတော့ထိုသခင်ကသူ့ရဲ့အခွင့်အာဏာတွေကိုအသုံးပြုဖို့သင်ကိုမလုပ်ထားလဲအခွင့်ပေးထားတယ်အဲ့ဒါကိုနားလည်ဖို့ဖြစ်တယ်အဲ့တော့မာကု16 18ကအဲ့ဒါယုံကြည်သူရဲ့အခွင့်အာဏာနော်အဲ့တော့ဒီမှာပြောတယ်ထူးခြားသောဘာသာစကားမျိုးတို့ကိုပြောကြလက်တတ်ထူးခြားသောဘာသာစကားဆိုတစ်ဖက်မှာမထူးခြားသောဘာသာစကားဆိုတာလည်းရှိသေးတယ်နော်ဆိုတော့ဒုက္ခရောက်ရင်အခက်ခဲဖြစ်ရင်လူတိုင်းညှိတွားတတ်တယ်ဟုတ်တယ်မလားလူတိုင်းညှိတတ်တယ်ဒုက္ခရောက်ရင်အခက်ခဲဖြစ်ရင်ဒါပေမဲ့ဒုက္ခထဲမှာအခက်ခဲထဲမှာချီးမွမ်းတာအဲ့ဒါထူးခြားသောစကားဖြစ်တယ်ညှိတာလူတိုင်းဘာလုပ်တာလဲညှိရတယ်ကျွန်တော်တို့ကဒုက္ခထဲမှာမညှိတွားဘဲနဲ့ဘာလုပ်တာလဲချီးမွမ်းတာအဲ့ဒါထူးခြားသောစကားဆိုတော့အဲ့တော့ဒီနေရာမှာပြောထားတဲ့ထူးခြားသောဘာသာစကားဆိုတခြားအရာကိုပြောတာမဟုတ်ဘူးယုံကြည်သူတွေနှုတ်ကဘာလုပ်တဲ့အတန်လဲချီးမွမ်းတဲ့အတန်ကိုပြောကြတာပြီးတော့မွေတို့ကိုဖန်ကိုင်ချလတန်ကဘာဦး315 16မှာမွေမျိုးနဲ့မိမအမျိုးတိုက်ခိုက်မဲ့အကြောင်းပြောထားတယ်ဂတိတော်ရှိတယ်မွေကအဲ့ဒီသားယောက်ျားရဲ့ခြေထောက်ကိုကိုက်မယ်အဲ့ဒီသားယောက်ျားမွေရဲ့ခေါင်းကိုနင်းမယ်လို့ပြောထားတယ်တနည်းအားဖြင့်ခရစ်တော်ထမြောက်လာတဲ့အခါမှာစာတန်မန်ရဲ့ခေါင်းကိုနင်းပြီးသွားပြီဆိုတော့ခေါင်းကိုနင်းထားတဲ့အတွက်ကျွန်တော်တို့ကမွေရခေါင်းနင်းထားရင်ကျန်တာဘာမှလုပ်လို့မရတော့ဘူးလေကျွန်တော်တို့ကဖန်ကင်လို့ရတယ်ဆိုတာခရစ်တော်အပြင်ကျွန်တော်တို့ကစာတန်ကိုအောင်မြင်ပြီးပြီလို့ပြောတာဖြစ်တယ်ပြီးတော့သေစေတတ်သောအစိတ်တောက်ကိုတောက်စားလျင်ဘေးဥပတ်နှင့်ကင်းလွတ်ကြလက်တတ်အဲ့ဒါယုံကြည်သူကိုသူတစ်ပါးကပြုစားလို့မရဘူးဆိုတာကိုပြောချင်တာဖြစ်တယ်စတန့်ထွင်ပြီးတော့ကြွတ်သက်စီတော့သွားမတောင်းနဲ့နော်အသေးကွဲပြီးတော့ကြွတ်သက်စီမတောင်းနဲ့သေသွားမယ်ဆိုတော့ကျွန်တော်တို့နားလည်စရာရှိတယ်အဲ့ဒါပါဆိုတော့ခရစ်တော်ရှိခြင်းနဲ့ခရစ်တော်၌ရှိခြင်းတစ်ခုကပါလေခရစ်တော်ရှိခြင်းတစ်ခုကခရစ်တော်၌ရှိခြင်း
အဲ့ဒါကသခင်ယေရှုကိုကယ်တင်ရှင်ဖြစ်ယုံကြည်တဲ့အချိန်မှာတပြိုင်နက်ဖြစ်ရဖြစ်တယ်။တင်းသက်တာထဲမှာခရစ်တော်ကျင်းဝတ်လာတယ်။အဲ့ဒါကဘာရဖို့လဲ။ထာဝရအသက်ရဖို့။သားတော်ကိုရတော်သူသည်အသက်ကိုရ၏။အဲ့တော့ခရစ်တော်ကတင်းသက်တာထဲဝင်လာတာဘာရဖို့လဲ။ထာဝရအသက်ရဖို့။ဟုတ်ပြီနော်။ပြီးတော့မှဖခင်ကသင်ကိုခရစ်တော်ထဲပြန်ထည့်ထားတယ်။ဟုတ်ပြီနော်။အဲ့ဒါကထာဝရအသက်မဆုံးရှုံးဖို့တနည်းအားဖြင့်လုံခြုံမှုအတွက်ဖြစ်တယ်အဲ့တော့ယုံကြည်သူကဘယ်သူထဲမှာရှိလဲခရစ်တော်ထဲမှာရှိတယ်ဒါကြောင့်သင်သက်တာမှာလုံခြုံတယ်လို့ပြောချင်တာယောဘ1မှာစာတန်ကလှုပ်ချင်နေတာဟုတ်ပြီနော်သူလှုပ်ချင်တာဒါပေမဲ့ဖျားကွယ်ကာထားလို့ဘာမှလှုပ်လို့မရဘူးလို့ပြောတယ်အဲ့တော့လုံခြုံမှုရှိတယ်ဆိုတဲ့အရာကိုပြောချင်တာပြီးတော့မှမကြမ်းမာသောသူတို့အပေါ်မှာလက်ကိုတင်၍ချမ်းသာပေးကြလက်တန်းဟုမိန့်တော်မူ၏မကြမ်းမာတဲ့လူတွေ့ရင်သင်ကလက်တင်ပြီးဘာလုပ်ပေးလို့ရလဲဆူတောင်းပေးလို့ရတယ်အဲ့ဒါယုံကြည်သူတိုင်းလုပ်ခွင့်ရှိတယ်ဆိုတော့ပြောတာနော်ကျွန်တော်တို့လက်တင်ရဆရာဖြစ်မှလက်တင်ပြီးဆူတောင်းပေးရမယ်လို့စိတ်ထဲမှာထင်တယ်ဆိုတော့မဟုတ်ယုံကြည်သူဆိုရင်လည်းမကြမ်းမာတဲ့လူတွေ့ရင်သင်ဘာလုပ်ပေးလို့ရလဲလက်တင်ပြီးတော့ဆူတောင်းပေးလို့ရတယ်အဲ့ဒါဘသူရဲ့အခွင့်အာဏာလဲယုံကြည်သူရဲ့အခွင့်အာဏာအဲ့တော့ကောင်းပြီမောရှေကလှန်တဲ့တောင်ပေါ်မှာလက်မြောက်ထားတယ်ဆိုတာအခွင့်အာဏာနဲ့ဆူတောင်းခြင်းကိုပြောချင်တာဖြစ်တယ်။ဘာနဲ့ဆူတောင်းခြင်းလဲ။အခွင့်အာဏာနဲ့ဆူတောင်းခြင်း။အဲ့တော့တောင်အောက်မှာဓာတ်နဲ့စစ်တိုက်နေတာကယောရှုတောင်ပေါ်မှာလက်မြောက်ထားတာမောရှေတိုက်ပွဲရဲ့အဆုံးဖြတ်ကဘာမှရှိလဲ။မောရှေစီမှာရှိတယ်တောင်ပေါ်မှာရှိတယ်။အဲ့တော့ဒီကနေ့သင်ဘဝရဲ့အောင်မြင်မှုရဲ့အဆုံးဖြတ်ကသင်ရဲ့ဆူတောင်းခြင်းမှာရှိတယ်။ဟုတ်ပြီနော်။သင်အသက်တာထဲမှာမောရှေကဲ့သို့လက်မြောက်တတ်သောအသက်တာ။ဘာလို့တတ်တဲ့အသက်တာလဲ။မြောက်တတ်တဲ့အသက်တာဆိုတော့တနည်းအားဖြင့်ဆူတောင်းတတ်သောအသက်တာကိုပြောချင်တာဖြစ်တယ်ဆိုတော့လက်တွေ့လုပ်နေရတဲ့အပိုင်းတွေရှိတယ်ဟုတ်ပြီနော်လက်တွေ့လုပ်နေရတဲ့အပိုင်းတွေရှိတယ်ဒါပေမဲ့အဲ့ဒီအရာတွေကိုအောင်မြင်မှုဖို့ရန်သင်ကဘာလုပ်တတ်ဖို့လို့လဲလက်မြောက်တတ်ဖို့လို့တယ်အဲ့ဒါဆူတောင်းတတ်သောအသက်တာကိုပြောချင်တာဖြစ်တယ်အဲ့တော့ဒီနေ့သင်ရဲ့နေ့စဉ်အသက်တာထဲမှာဆူတောင်းခြင်းအရေးကြီးတယ်အစာစားဖို့လဲလို့သလိုရေတောက်ဖို့လဲလို့တယ်စင်ကူမှာရေတော့တော်တော်မျိုးဘူးကောင်းတယ်နော်။အဲဆိုကျွန်တော်လိုအစားနေတဲ့လူဆို2ချက်ခွဲဆိုထမင်းစားလို့ရပြီ။ရေတော့တစ်ချက်ပြား30တောင်ပေးရ။နော်ပြီးတော့သေးသေးလေးဘူးလေးကကျွန်တော်ဟိုမှာလိုဗမာယူမှာလို1လီတာဘူးလေးမို့တစ်ခါတော့လေးနော်ဆိုတော့ကျွန်တော်စိတ်ထဲမှာချိန်ကြည့်တာဟောလေ။ချိန်ကြည့်တာထမင်းစားရင်2ချက်ခွဲနဲ့စားလို့ရတယ်ဟောဒီရေလေး2ခွက်လောက်တောက်ဖို့ဟာတစ်ချက်ပြား30ပေးရတယ်။ဆိုတော့ဒီမှာရေစေးကြည့်တယ်ဟုတ်မှာ။ဆိုတော့လကားရတဲ့ရေကြောက်လေရေတန့်တယ်လို့ပြောရင်စိတ်ကမတန့်ဘူး recycle တွေဆိုပြီးတည်နေတယ်ရေတော့တန်တယ်စိတ်မတန်ဘူးစိတ်မတန်တော့ပတ်စံကုန်ခံဆိုတော့စိတ်ဝင်ရောက်တဲ့ကနှခမ်း6တာများတယ်ရေအတောက်နဲလို့လေအဲ့တော့လူရဲ့ကျမ်းမာရေးမှာဒီထဲမှာသူနာပြုတွေအများကြီးပါပါတယ်နော်ဆရာလုပ်တာတော့မဟုတ်ဘူးဆိုတော့ကျမ်းမာရေးမှာအစားစားဖို့လဲလို့သလိုဗာလဲရေးချီလဲရေးစားဖို့လဲရေးချီတယ်အဲ့ဒီလိုပဲဝိညာဉ်ရေးရာကျမ်းမာရေးအတွက်ကိုနှုတ်ကပတ်တော်လဲလို့သလိုသင်ရဲ့ဆူတောင်းခြင်းလဲအရေးကြီးတယ်ရေတောက်တာနဲ့မချမ်းပါသလိုပဲဆူတောင်းခြင်းအားနေတဲ့လူရဲ့ဝိညာဉ်ရေးရာတက်တာလည်းဘာမှဖြစ်ဘူးလေချမ်းပါဆရာဦးသိန်းလွင်သိတယ်နော်ဆရာဦးသိန်းလွင်သိတယ်နော်သူကျွန်တော်တက်တည်ခံတာသူကအရင်တော့တချင်းတွေလည်းရေးတယ်တချင်းတွေလည်းဆူတယ်လေသူတချင်းလေးတို့အရန်ကောင်းတာရှိရဟိုလောကမုန်တိုင်းတိုက်ခတ်သောအခါဆိုကျွန်တော်တို့ဒါခီးသွားရင်ရေးလေဟစ်တာကောင်းဆိုတော့သူကနောက်ပိုင်းမှာအတန်ပြက်သွားလို့တချင်းဆိုလို့မရတော့လို့သူမဆိုဘူးလို့ပြောတယ်အဲ့ဒါပြီးခဲ့တဲ့တစ်နှစ်မှာဂျပန်နီးနဲ့တောက်တယ်ဘယ်လိုလဲတော့မသိဘူးဂျပန်နီးတောက်တယ်သူပြောတာအဲ့ဒါမနေ့အစောကြီး4နာရီကိုထားပြီးတော့ရေတောက်ပြီးတော့တခါနောက်15မိနစ်နေရေထတောက်ပြီးတော့တခါ45မိနစ်နေဘယ်လိုတောက်တယ်ဆိုလည်းမသိဘူးပြောတော့ကျွန်တော်တခြားတော့မမှတ်မိဘူးကျွန်တော်မှတ်မိတာတစ်ခုပဲဂျပန်နီးနဲ့ရေတောက်တာအဲ့ဒါ3လတောက်ပြီးတဲ့အခါမှာသူနံပါတ်1ကသူ့အတန်လုံးဝပြန်ကောင်းသွားတယ်တဲ့အဲ့အခုတဲ့တခြားဆေးတွေလည်းသူမစားဘူးတဲ့အရင်တော့တခြားဆေးစားအခုတော့အဲ့ဂျပန်နီးနဲ့ရေတောက်ပြီးနေတယ်တဲ့အဲ့တနေ့နေ့တောက်ရရေကလည်းမနေဘူးသူတောက်နေတာအဲ့ဒါသူသိခံကြရဆိုတော့လောကကြီးမှာရေတောက်ပြီးတော့ဘာဖြစ်နေတဲ့လူတွေရှိလဲကျမ်းမာနေတဲ့လူတွေရှိအဲ့ဒီတိုင်းပဲဆုတောင်းပြီးတော့အောင်မြင်နေတဲ့လူတွေရှိတယ်အာမင်အဲ့တော့ဒီကနေ့သင်ဘဝမှာလက်တွေ့လို့ရတဲ့အပိုင်းတွေရှိသလိုအဆုံးဖြတ်ကဘာမှရှိလဲသင်ရဲ့ဆုတောင်းခြင်းမှာရှိတယ်အဲ့တော့ဒီနေ့ညမှာဆုတောင်းခြင်းအကြောင်းနားထောင်ပြီးတော့ပြန်သွားပြီးတဲ့အခါမှာကိုယ်တိုင်ဆုတောင်းသောသူတွေဖြစ်ပါစေလို့နှုတ်ကပတ်တော်အဖြစ်တိုက်တွန်းပါတယ်လို့ကြားသူရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေ